ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေချစ်ရတဲ့ပရိသတ်ကြီးတွေကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျမတို့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့အချစ်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ချစ်ရတဲ့ပရိသတ်ကြီးတွေနားဆင်နိုင်ဖို့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ချစ်ရတဲ့ပရိသတ်ကြီးတွေနားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီနော်။ကလောမျိုးလျာဆောင်းစာပေါ်အပေါင်းအသားအရာရှစ်ဘက်ကကပ်ပိုးကယူနဲ့အိယာကနေနှုတ်ထားလာတယ်။ကျင်းငယ်ကလေးတွေကအေးလုံးသားကြောင့်အိယာကမနှုတ်ကြတာလား။ဒါမှမဟုတ်ဆောင်းကုန်နေကြလားမသိနေမင်းဖေဝါတွေကလေရှောင်းဝါမထုံချမ်းလုံးတာကြောင့်ငွေနှင်းစာပေါ်ဝါကိုအသာလန်းယူပြီးတော့ချောင်းကြီးနေရကြောင်းပြ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 အလင်းရောင်မထွက်သေးပဲမြူခုတွေနဲ့အလင်းတဝမ်းအမောင်တဝမ်းနဲ့တိတ်ဆိတ်စွာလှပနေလေတယ်။ညရကောင်ကျော်မနက်စောစောမှအိယာဝင်ရပြီးအိယာပြောင်းတာကြောင့်တော်တော်နောက်ကျမှအိပ်ပျော်နေလေတဲ့မင်းတော်တယောက်မနက်9 နာရီခွေခန့်မှာအိယာကနေနိုးလာလေတယ်။သူကဘလောက်အိယာဝင်နောက်ကျစေကမူမနေ့ညမှာနောက်ကျဆုံး6 နာရီထားပြီးတော့အိယာကနေထားလေးရှိရဲ့ပုံမှန်ဆိုရင်သူကယောဂရွပြင်းပြီးတော့လေ့ကျင့်ခန်းလုပ်တတ်တယ်။ဒါမဲ့လေကလောရောင်းနေရကြောင်းယောဂမပြေတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ဟောနာဒီနာခနာသွေးပူယုံတာလမ်းလျှောက်လိုက်အောင်မယ်ဆိုပြီးတော့တွေးလိုက်တယ်။နည်းနည်းခရအလားပါဘာနဲ့မှလေလို့မရတဲ့တန်ဖိုးကြီးမထားပဲလူသားတိုင်းခန်းစားပိုင်ဆိုင်နေတဲ့အလားဖြစ်တယ်။အဲဒါကြောင့်မင်းတော်ရဲ့စိတ်အစီအစဉ်ကနည်းနည်းခရကနေယူဆောင်လာပေးတဲ့လန်းဆန်းမှုအပေါင်းခန်းကြောင်းနေတယ်ဖြစ်လို့လန်းဆန်းတက်ကြွနေလေတယ်။တခြားသူတွေမနှိုးအောင်အိယာကနေအသာအရာထားပြီးတော့အခန်းတစ်ခါတော့ယူပြီးမင်းတော်ကသူတို့အခုသေးကုန်နေတဲ့ကလုံးမျိုးရှိတောင်ပေါ်ဟိုတယ်လေးရဲ့လေကတိလေးကနေတပြေးပြေးဆင်းလာမိတယ်။အပြင်ကိုထွက်လာလိုက်တာနဲ့အေးမြတဲ့ဆောင်းလျာဝေးပြီးတော့တိုင်းခိုင်းလာတာကြောင့်ဝစ်ထားတဲ့ဂျာကင်ကိုဈေးဆွေးလိုက်ပြီးတော့ဟိုဒီလေးကိုကောင်းဆွဲအုပ်ပြီးတော့အသာလမ်းလျှောက်လာခဲ့ပါတော့တယ်။အခုဒီဇင်ဘာလခီးထွက်လို့အကောင်ဆုံးလာလို့ဆိုရမယ်။ခရစ်စမတ်နေ့တကူပေးရည်ရှိနေရကြောင်းပေးရရှင်များကြောင့်အလုံးလေးဟင်မှုနေပါလာတဲ့အပြင်မိမိတို့ကုမ္ပဏီနဲ့ဆက်ဆံနေတဲ့နိုင်ငံခြားတိုင်းပြည်မှာလည်းပေးရဖြစ်နေရကြောင်းအဆင်ပြေလာတဲ့ကာလများဖြစ်လေတယ်။အဲဒါကြောင့်မင်းတော်တို့ကုမ္ပဏီတနေ့တစ်ခါခီးထွက်တဲ့အချိန်ကိုဒီဇင်ဘာလမှာလှုပ်ထားခြင်းဖြစ်တယ်။မင်းတော်တို့ဖေနေပြည်တော်မှာမနေ့ညအိတ်ကြတယ်။ရန်ကုန်ကနေတက်လာတဲ့အဖေကနေပြည်တော်မှာလာပေါင်းကြပြီးမနက်စောစောကလော့ကိုထွက်လာခဲ့ခြင်းဖြစ်တယ်။ကလော့မျိုးကနေပြည်တော်ကနေတွိုင်းကားနဲ့4 ရာခန့်သာမောင်းရတာကြောင့်အဆင်ပြေလှတယ်။ရာသီဥတုအခြေအနေရတာမကတိတ်ခိုရန်ဟိုတယ်တွေရှိပြီးတော့ဈေးရလေးအသင်းဖြစ်နေရကြောင်းဒီနေ့အတွက်ကလော့ကိုရွေးလိုက်ခြင်းဖြစ်တယ်။မနက်ပိုင်းရောက်တဲ့ဆိုပေမဲ့လေညရကောင်ကျော်နောက်နေ့မနက်ဖြစ်နေရကြောင်းအားလုံးအိမ်နေကြပါသေးတယ်။အဖွေးသားတွေခီးပန်းနေကြရင်ရှိရကြောင်း GM ဦးထမောင်ကမနက်8 နာရီခန့်နေနက်စာစားပြီးအပြင်ထွက်ကြမယ်လို့အစီအစဉ်ကိုကြိုတင်ကြေညာထားလေတယ်။ဦးထုံးမောင်မှာအသက်40 ခန့်ရှိပြီဖြစ်ပေမဲ့လေလူပြိုတဲ့မျက်နှာနဲ့အားကစားသမားပုံစံကိုခန္ဓာရဲ့ကြောင့်အလွန်35 နှစ်ခန့်သာထင်ရလောက်တဲ့ပုံစံဖြစ်တယ်။သဘောကလေကောင်းလူပြိုကြီးဖြစ်ပေမဲ့လေအလုပ်လုပ်ရမှသိကြပြီးတော့စီကံကြီးလာတယ်။ဒါမဲ့စီစာမကြောင်တာကြောင့်လူချီလူခင်များပြီးတော့အားလုံးကကိုကြီးလို့သာခေါ်ကြလေတယ်။မင်းတော်မှာမာကတင်လို့ခေါ်တဲ့ဈေးကွက်ဌာနကနေလက်ထောက်မန်နေဂျာဖြစ်တယ်။သူတို့ကုမ္ပဏီမှာနိုင်ငံတကာစက်ပစ္စည်းများစက်အပေါ်ပစ္စည်းတွေဝင်ကြီးဌာနတွေကိုတင်တာသွင်းတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်။လောက်တဲ့နေ့အတွင်းမင်းတော်ရဲ့ဆက်ဆံရေးကောင်းမှုအလောက်အကန်ကျွမ်းကျင်မှုနဲ့ဘာသာစကားကျွမ်းကျင်မှုတွေကြောင့်မကြာခဏရာတူတက်ခဲ့ပြီးတော့အခုအားလုံးထဲမှာအသက်အငယ်ဆုံးလက်ထောက်မန်နေဂျာဖြစ်နေပြီဖြစ်တယ်။လေကတိတွေကိုဖြတ်ပြီးတော့နည်းနည်းရှုခင်းတွေကိုခန်းစားနေရင်လမ်းဘေးမှာရှေခုကန်တစ်ခုမင်းတော်မြင်လိုက်ရလေတယ်။ဆောင်းတွေအေချမ်းစစီနဲ့ဘယ်လိုလုပ်ရှေခုရမလဲလို့တွေးမိတဲ့အတွေးများရှေခုကန်မှာရှိတဲ့စာတန်းတစ်ခုကိုမြင်ရတဲ့အခါနေလာတဲ့နင်းလိုပျောက်သွားတယ်။ရေကူးကန်ရှိရေးတွေကိုအနှွေးပေးထားတာကြောင့်ဖော်ပြထားတဲ့စိုင်းပုံဖြစ်နေရကြောင်းဖြစ်တယ်။ရေစိမ်ချင်းပဲမဲ့လေရေကူးပေါင်းဝင်တဲ့မျက်မှန်ဟာပါမလာတာကြောင့်စိတ်လျှော့လိုက်ပြီးတော့လမ်းလျှောက်နေလိုက်တယ်။ဟိုတယ်မှာဘန်ဂလိုပုံစံဖြစ်ပြီးတော့အိမ်လေးတွေကိုတောင်ကုန်းလေးပေါ်မှာဝိုက်ပြီးစောက်ထားခြင်းဖြစ်တယ်။တောင်ချေဘက်ချက်မှာကားပါကင်ရှိလေတယ်။တောင်ချေကားပါကင်နဲ့တဲကိုအိမ်တွေကိုလေကသေးတွေနဲ့ဆက်တွေထားပြီးတော့လေကားဘေးမှာပန်းပင်လေးတွေကိုစိုက်ပျိုးထားကြောင်းပန်းဥယျာဉ်ထဲမှာနေရတယ်လို့ရှိနေရကြောင်းအစဉ်ပြေလှတယ်။ဆောင်းလေတုံတုံအဖြူမှာပန်းလေးတွေရဲ့ရနေအောင်ဆောင်းရည်နဲ့ရောရှင်ကကလူကြီးစေတောင်ဖြစ်နေရကြောင်းကလောမျိုးရဲ့အလားပါတောင်ပုံမပြည့်စုံအောင်ဖန်တီးနေတယ်လို့ပါ။လမ်းချန်ချိန်မှာလမ်းလျှောက်နေတဲ့မင်းတော်ရဲ့ရှစ်လန်းနေအောင်ရှေ့ဘက်ပေတရာခန်းမှာလမ်းလျှောက်လေးစခန်းလုံးနေတဲ့ဝင်းလေးတွေနဲ့အတွေ့မှာရုတ်တရက်ရက်တန့်သွားတယ်
ဝင်းလင်းတွေက project ဌာနဘက်က engineer မလေးတယောက်ဖြစ်ပြီးတော့သူနဲ့မကြသေးမီကကုမ္ပဏီမှာခင်မင်ခေးစားသူဖြစ်တယ်။သူထက်အသက်ငယ်တဲ့မိန်းကလေးဖြစ်ပေမဲ့လေကုမ္ပဏီဝန်ထမ်းချင်းဖြစ်တာကြောင့်မန်နွေလို့သာမင်းတော်ခေါ်တယ်။နွေကအနေရောင်ထွက်စုကောအာကစားဝတ်ဆောင်ဝန်ဆက်ဝတ်ထားတာကြောင့်ချင်းလင်းလာပါနေလေတယ်။နွေကကိုခန္ဓာတက်တွေ့ဖြစ်တယ်လို့ထင်ရပေမဲ့လေကိုလုံးကိုပေါလာပါတယ်လို့ပြောလို့ရတယ်။ကြစ်လစ်ပြီးထောပုံစံမဖြစ်တာကြောင့်နွေကိုပိန်တယ်လို့ထင်ကြတယ်။ရုံးချိန်မြတ်မှလေပွားတဲ့ခါချီဘလောင်းအင်ကြီးတာအဝေးများတာကြောင့်နွေကိုပိန်တရားထင်ရချင်းသာဖြစ်တယ်။တကယ်တော့နွေကပစ္စည်းရှိလူတန်းစားဖြစ်တယ်လို့အခုမှမြင့်တော်တွေ့လိုက်ရတယ်။နွေကထွားကြီးနဲ့လာတဲ့အထိမပါပဲမဲ့လေသူရဲ့ကျင်းတဲ့ခါကြောင့်အချိုးဆက်ကြလာပါနေပါတယ်။မင်းတော်ကခြေကောင်ကောင်းနဲ့မျက်တောင်မခတ်စိုက်ကျင်းနေမိတယ်။သူအကြီးတွေရဲ့ပါဝါကြောင်းလာမသိနွေကသူ့ဘက်ကိုလဲကြည့်လာတယ်။မိန်းကလေးတွေကသူတို့ကိုကျင်းနေကြောင်းအထမအာယုံနဲ့တီးကြတယ်လို့ကြားဖို့တယ်။မင်းတော်ကနွေမျက်နှာလဲလာတာကိုတွေးလိုက်တာနဲ့မင်းတော်သူ့ရဲ့ခေါ်တော့အကြီးတွေကိုဒီဂရီရှော့လိုက်ပြီးတော့စတင်နှုတ်ဆက်လိုက်လေတယ်။မနွေတယောက်ထေလား။အော်ကိုမင်းတော်ပါလား။ဟုတ်ကဲ့နွေတယောက်ထေပါရှင်။မိန်းကလေးတွေကဟန်ဆောင်ကောင်းလာတယ်။နွေကသူ့ကိုမင်းတော်ကျင်းနေရကိုသိပေမဲ့လေအခုမှသွေးကြောင်ဟန်ဆောင်နေ။ကိုယ်ကောက်တဲ့မိန်းမတယောက်ဖြစ်တဲ့နွေရဲ့စိတ်ထားသူမမြင်ဘူးပါ။ဒါမဲ့နွေရဲ့လှပတဲ့ကောင်းဆောင်တွေကမင်းတော်ရဲ့စိတ်ထဲမှာစိတ်မြင်ဆောင်သက်တူထိုးသလိုဆွေးမြဲသွားပါလေတော့တယ်။အော်နွေကညနောက်ကြတဲ့ဟာကိုစောစောထားနိုင်တယ်နော်။နွေကမနဲ့ဆိုမိုးလင်းတာနဲ့အိမ်ရထိန်နေလို့မရဘူး။အမျက်ဆိုးဆိုးနှုတ်ရလေ။အဲ့ဒါကြောင့်ဟိုတယ်ဒီတွင်နဲ့ပန်းချန်တဲ့လမ်းလျှောက်နေတာ။အော်ကျွန်တော်စကားပြောလိုက်လို့မတ်တွေအတွေ့ပြတ်သားတယ်ထင်တယ်။ sorry နော်။နွေမျက်နှာရှက်ပြောင်းလေးတပွင့်ပေါ်လာပြီးတော့မဟုတ်ပါဘူးကိုမင်းတော်ရဲ့ဆိုပြီးတော့ပြန်ပြောလေတယ်။အဲ့ဒီနောက်မင်းတော်ဘာစိတ်ပြောရမှန်းမသိရနဲ့အခန်းပြန်ပြီးရေချိုးလိုက်အောင်မယ်ဆိုပြီးတော့နှုတ်ဆက်လန့်ခွက်ခိလေတယ်။လူရစကားပြောပြီးတစ်ဖက်ကအလင်းမှာကြောလေတီရှည်လာတဲ့စပင်အောင်ဝဲသွားပြီးတော့နေအောင်ကြီးပပနှွေးစပင်ရှည်ရကြားဖြာကြသလိုလာပါတဲ့နှွေးပုံရုံမင်းတော်ဘောနက်စ်အဖြစ်ရလိုက်လေတယ်။မင်းတော်တရားသလားနှွေကမွေးချင်း3ယောက်ရှိရဲ့။အခုကုမ္ပဏီမှာသူနဲ့နနေကြီးနနေငယ်ဖြစ်တဲ့ဝင်းလေးတွေနဲ့အတူတူလုံးနေကြချင်းဖြစ်တယ်။သူတို့အထက်အကူလာအမလာတော့မင်းတော်တည်တည်ချောင်းမသိ။သူကဝေယူရေးဌာနမှာဖြစ်တယ်။သူကစကားတက်ပြီးတော့မျက်နှာချိုသလောက်သူကစကားနေပြီးတော့အနေအေးတယ်။သူကမျက်နှာကိုတနခါပပလိမ့်လာတက်ပြီးတော့ထင်ပေါ်မှုမရှိလာပါ။ဒါပေမဲ့အလုပ်ကိုတာဝန်ကျအောင်လုပ်တတ်တာကြောင့်အထက်လူကြီးကကြိုက်ကြတယ်လို့သိရတယ်။သူကသူ့ရဲ့တောင်းတင်းတဲ့ခန္ဓာကိုယ်ပေါ်လွင်အောင်ဝေးစားဖက်ရှင်ကြကြဝေးလေးရှိတယ်။အဲ့ဒါကြောင့်ရုံးမှာလူကြိုက်များတယ်။တောင်းတင်းတဲ့ခန္ဓာကိုယ်ရှိတဲ့သူက35 25 30ကြားလောက်ရှိမယ်လို့မင်းတော်တို့လူငယ်စကားဝိုင်းများမှာပြောကြတယ်။ဒါမဲ့သူ့ရဲ့ထက်မြက်တဲ့ပုံစံနဲ့ကိုယုံကြည်မှုမြင့်မားတဲ့ပုံစံကြောင့်နည်းနည်းတော့ရှင်ကြတယ်။မင်းတော်တွေကိုအလောက်စားဝင်တော့တခါမြင်ဖို့တယ်။နှွေနဲ့တွေကကုမ္ပဏီမှာအများကြိုက်တဲ့နင်းစီခိုင်လေးများဖြစ်ကြတယ်။တွေကခေတ်ရဲ့သမီးပြိုပြီး fashion design တွေကိုဝတ်သက်တာကြောင့်ပုံနာမည်ကြီးတယ်။ဒါမဲ့မင်းတော်ကနှွေရဲ့တန်းရှင်တဲ့မျက်နှာကိုသဘောကျမိခဲ့သူဖြစ်တယ်။အမတ်မတင်ခင်မင်ခွေရပါမဲ့လေအနေတိုင်းအေးတဲ့နှွေရဲ့ပုံစံကိုရှိနေသလိုဖြစ်နေရကြောင်းလမ်းဆိုင်ရန်ခတ်ပြီးတော့အခုအနေထားတဲ့ထပ်ပြီးတော့မသုံးနိုင်ခဲ့သေးပါမင်းတော်က marketing လက်ထောက်မန်နေဂျာဖြစ်ပြီးတော့လုပ်ငန်းသဘောအရသိဆက်ဆံမှုမရှိပါဒါပေမဲ့ကုမ္ပဏီကပစ္စည်းတစ်ခုဈေးကွက်ထဲကိုမိတ်ဆက်ပြီးတင်သွင်းဖြန့်ချိရမှာမတူညီတဲ့ဌာနတွေကနေအဖွဲတစ်ဖွဲဖွေးပြီးတော့စူပေါင်းလောက်ခံခဲ့ရတာကြောင့်လွန်ခဲ့တဲ့နှစ်ပတ်ခန့်မှာနှွေနဲ့တွေ့ညီအမနဲ့ရင်းနှီးနေချင်းသားဖြစ်တယ်အခန်းပြန်ရောက်တဲ့အခါကိုလည်းသုတ်တင်အိမ်သာသွားပြီးတော့မနက်စောစောရေချိုးရန်ဆုံးဖြတ်လိုက်တယ်။ရာသီဥတုအေးပေမဲ့လေရေနွေးရတာကြောင့်ရေချိုးရတော့မှအဆင်ပြေတယ်။ရေချိုးလိုက်မှခန္ဓာကိုယ်ကအခုတွေထွက်ပြီးတော့နေလို့ပိုကောင်းသွားတယ်လို့သိသာစွာတွေ့ရတယ်။ရန်ကုန်မှာမင်းတော်တို့နေတဲ့တိုက်ခန်းမှာအလွန်ကျဉ်းတာကြောင့်လေဝင်လေထွန်းရရင်အေကွန်တက်ထားရတယ်။ညဘက်အလွန်ပူတာကြောင့်အိမ်မရတိုင်းအေကွန်ဖေးပြီးအိတ်တတာကြောင့်မနက်ပိုင်းမှာနေမကောင်းသလို ECC ဖြစ်နေရကြောင်းအိမ်ရထားတာနဲ့အိမ်သားတက်ကိုလက်တန်းရှိပြီးတော့ရေချိုလိုက်မှအခုပွင့်မင်းနေလို့ကောင်းတယ်လို့လက်သေးသိခဲ့ရတယ်။မင်းတော်ကအဲ့ဒီဘိုးသူတော်တိုင်းရင်စိတ်စရာဘာကြီးဖြစ်သူထံကရတာဖြစ်ပြီးတော့တငယ်ချင်းတွေကလေးမိမိသိသလိုပြောပြတတ်သူဖြစ်တယ်။ဒါပေမဲ့တခန်းတဲ့အတူနေတဲ့တငယ်ချင်းစီမျိုးမှာရေချိုးပြင်းတာကြောင့်အပူငုပ်ပြီးတော့မကြခဏနေမကောင်းဖြစ်တတ်သူဖြစ်တယ်။မိမိကကျမ်းမာရေးလိုက်စားပေမဲ့လေစီမျိုးမှာအေးကြီးတတ်သူဖြစ်တယ်။သူကကွန်ပျူတာနဲ့ဒီဇိုင်းရေးဆွဲတဲ့ဒီဇိုင်နာတယောက်ဖြစ်ပြီးတော့အားလိုက်ရဲ့ဒီမှာအပျော်ရန်ဓာတ်ပုံဆရာဖြစ်တယ်။အလုံးသဘောကြောင့်အမြင်ညှင့်တက်တာကြောင့်အိယာဝင်နောက်ကျပြီးတော့အိယာကို၈နာရီကျော်မှပုံမှန်ထားတက်တာကြောင့်တခန်းနဲ့အတူနေပေမဲ့လေတပတ်မှတစ်ခါတော့သာအေးဆေးစကားပြောရင်တွေ့ရတယ်။ကြံရက်ဒီမှာတယောက်နဲ့တယောက်အဝင်အထွက်တာဆုံးလဲရှိရဲ့
အခုလေဒီကောင်စောင်းတွင်အေးနဲ့နှုတ်မဲ့သူမရှိတာနဲ့စောင်းချုံကွေးနေလေတော့မသိမင်းတော်မှာသူဥရေတော်သားဖြစ်တယ်ဘွေရတဲ့အခါရန်ကုန်မှာအလုံးဝင်ရင်မြေလက်မြို့လက်သူမျိုးကနေရောက်လာသူဖြစ်တယ်မိဘတွေမှာအိမ်ကလက်ငုပ်လက်ရင်စီးပွားရေးအခြေအနေမဆိုးတာကြောင့်ပြန်ထောက်ပံ့ရန်မလိုအပ်တာကြောင့်မင်းတော်သုံးဆွဲရချောင်းလေတယ်အဲဒါကြောင့်အားလဲချိန်များမှာအလုတ်အထောက်အကူပြုလိုအပ်တဲ့တင်းနှန်းတွေတက်ခဲ့ရကြောင်းအလုတ်ပို့ပြီးတော့အဆင်ပြေတယ်အခုမင်းတော်နေတဲ့တိုက်ခန်းလေးကလေမင်းတော်အဖေရန်ကုန်မှာအလုတ်ကိစ္စနဲ့လာရောက်စဉ်နေထိုင်ရန်ဝေထားခြင်းဖြစ်တယ်ပြန်မရောက်မဲအငှားထားခဲ့ရကြောင်းအခုမင်းတော်ရန်ကုန်မှာအလုတ်လာလို့တဲ့အခါနေထိုင်ရေးကိစ္စအဆင်ပြေသွားတယ်မင်းတော်ကိုအစွမ်းစားနဲ့ကိုဆိုရင်လေးတန်းမှာတိုက်ခန်းဝင်နေဖို့ဘလုံးမမလွတ်ကူနိုင်ပါမင်းတော်တယောက်တည်းဖြစ်နေရကြောင်းတနေ့သေးတာဖြစ်သူတငယ်ချင်းစိန်မောရန်ကုန်မှာအလုပ်ဝင်နေတာကြောင့်တငယ်ချင်းတယောက်အတူပေါင်းနေကြခြင်းဖြစ်တယ်အိမ်အတွက်အခြားလူရာများရှယ်ပြီးထမင်းရလေအတူချက်စားကြတာကြောင့်စီမျိုးရဲ့ရှင်ရကြောင်းမင်းတော်ကလည်းအိမ်အသုံးစေးတက်တာပြီးတော့တိုင်ပင်ရန်အဖော်လေးရှားလေတယ်ဟောဟောဒီဒီတွေးရင်မင်းတော်ရေချိုးရင်ရင်းနှီးဆက်လိုက်တယ်ရင်းနှီးနဲ့ရေချိုးနေခန္ဓာကိုယ်ကအကြောတွေပြည့်တယ်လို့ခံစားပြီးတော့နေလို့ကောင်းသွားတယ်ဒါပေမဲ့ရေချိုးပြီးတဲ့ချိန်မှာအပြင်ရာသီဥတုအေးလွန်းတာကြောင့်ဟိုတယ်ကနေပြီးတဲ့တပတ်အတကြီးနဲ့ခန္ဓာကိုယ်ကနေရေတွေကိုချောက်သွားအောင်ကမန်ကရန်တုံးလိုက်ရတယ်မင်းတော်ကမပိန်မဝအနေထားဖြစ်ပြီးတော့အရ9ပေရှစ်လက်မှရှိတယ်အလွန်အရက်မရှိပေမဲ့လေကြည်လေးတဲ့ခန္ဓာကိုယ်ရှိတာကြောင့်ကြည့်ကောင်းတယ်မြေလက်သားဖြစ်တာကြောင့်အသားညိုဖက်လိုက်တယ်ဒါပေမဲ့တချို့အညာသားလိုမညိုပဲအသားလက်တယ်လို့ပြောရမှာဖြစ်တယ်တွက်လက်တဲ့ပုံစံနဲ့ဆက်ဆံရေးကောင်းမွန်တာကြောင့်ကုမ္ပဏီမှာနာမည်ကောင်းရှိတဲ့လူပြိုလူလွတ်သူဖြစ်ပေမဲ့လေအခုလက်ရှိရည်စားမရှိသေးပါဒါပေမဲ့မင်းတော်ရဲ့အတွင်းမှာမိန်းကလေးတူအောင်ဝင်ရောက်နေရယူပြီးဖြစ်တာကြောင့်ဘာဆက်ဖြစ်မလဲဆိုတာကိုငွေရောင်ပိတ်ကပုံမှာဆက်လက်ကြည့်ရှုရမှာဖြစ်တယ်မနက်ကမြင်လိုက်တဲ့လူရဲ့လှပတဲ့ကားကြောင်းတွေကိုတတိယလိုက်တာကြောင့်မင်းတော်သမျိုးကြီးဖြစ်နေလေတယ်မင်းတော်ပထမနှွေရုံမြင်စဉ်ဟာနှွေရဲ့ရှင်းတန်းအေးစေးတဲ့မျက်နှာလေးကိုတပေါ်ချမိခဲ့ပြီးတော့စိတ်ဝင်စားမိခင်းချင်းသာဖြစ်တယ်အဲ့ဒီအချိန်ဟာမင်းတော်ရဲ့စိတ်ဟာအခုလောက်မလှုပ်ရှားခဲ့ပါလူရဲ့လှပတဲ့ကိုလုံးကိုပါမြင်လိုက်ရတဲ့အခါမင်းတော်စိတ်ထဲမှာတတ်မှတ်တဲ့စိတ်ရမ်းတွေပါဝင်လာပြီးတော့တပ်ပြင်းတစ်ချက်ကိုခပ်ပြင်းပြင်းချလိုက်ရပါရတယ်လူအပေါ်မှာသူ့ရဲ့စိတ်တွေကပြောင်းလဲစားပြုနေကြပါလားတကယ်တော့သူ့ရဲ့စိတ်ဟာအချိန်နေတဲ့အချိန်ခါကိုလိုက်ပြီးတော့အမြဲပြောင်းလဲနေတတ်တယ်ဆိုတာမှအမှန်တရားဖြစ်တော့တယ်မင်းတော်စိတ်ချုပ်လာတာကြောင့်ဘာမှထမ်းမစင်းစားမိအောင်စူးစမ်းထိန်းချုပ်လိုက်တယ်ဒါပေမဲ့စိတ်ဟာလူကိုထိန်းချုပ်လို့မရစနဲ့သူတို့ဘောသူဆောင်နေရဖြစ်တာကြောင့်သူ့ရဲ့စိတ်တွေဟာလူရတရိပ်ပြီးတရိပ်ရှိပတ်ကချင်းအောင်နေလေတော့တယ်။အချိန်မှာနနက်၈နာရီချိနေပြီဖြစ်ပြီးတော့မင်းတော်အခုမှဘာမှမစားရသေးကြောင်းအစာအိမ်ကအချက်ပိတ်တံတတိပြုမိလိုက်လေတယ်။အဲဒါကြောင့်စပိုးရှက်တစ်ထည်ကောက်ဆွတ်ပြီးတော့မနက်စာစားရင်အခန်းပြင်ထွက်လာခဲ့လေတော့တယ်။မနက်စာစားရင်ဆိုင်ထဲကိုဝင်လိုက်တဲ့အခါလူတယောက်သာရောက်နေသေးတာကိုတတိပြုမိတယ်။ဒါပေမဲ့ GM ကိုကြီးကတော့ရောက်နေပြီးစကားပြောနေတာကိုတွေ့လိုက်တယ်။အားလုံးကအလုံးစထရက်များမရှိကြဘဲနဲ့ပျော်ရွှင်နေကြတာကိုတွေ့ရတယ်။အေးဆေးစားကြဟဲ့။၈နာရီခွင့်ကားပန်ကင်နာမှာစုမယ်။ပြီးရနဲ့ပလောင်တောင်သွားကြမယ်။ train ကင်းလို့မှာဆိုတော့ကျင်းပြီးရှင်နဲ့အကျန်းခံဖက်နဲ့တွေစီးလာကြနော်။ view point မှာဓာတ်ပုံရိုက်ကြမယ်။ဟောကင်မရာပါတဲ့ကောင်တွေရှုခင်းတွေအရန်လှတယ်။ရအောင်ရိုက်ကြ။ဟုတ်ကဲ့ပါကိုကြီး။အေးငါကတော့သိမထင်ပါဘူး။မင်းတို့ကင်မရာရုံးအကောင်မလေးတွေသူတို့ပုံရိုက်ခိုင်းနိုင်တဲ့တင်အချိန်ကုန်ပြီးတော့ရှုခင်းပုံတက်တက်ရတော့ပါမှာမဟုတ်ဘူးဟေးကိုကြီးကပြောလေးပြောရှည်လေးရင်နေပါတယ်အလုပ်ကိုအလုံးနဲ့တူအောင်လုပ်တတ်ပြီးတော့လူမှုရေးပိုင်းနဲ့မရောတတ်ပါဘူး activity အစုံပါဝင်ပြီးတော့တက်တက်ကြွကြွရှိလို့တတိယအလွန်အားကိုးတဲ့သူပါမင်းတော်တော်ဝန်ထမ်းနိုင်ရဲ့လေးစားအားထားရတဲ့အတူယူရတဲ့ GM တယောက်ဖြစ်ပါတယ်ကလောဘူရာနဲ့ထင်းရှုခင်းလေးမှာရှိတဲ့ကျောင်းမှာညနေမစောင့်ခင်ဝင်ကြမယ်ဒါပြီးရင်နီးဖျားကိုပူကြမယ်ပြီးရင်ညစာကိုသူ့မောင်မှာမြန်မာထမင်းဟင်းစားမယ်ရုံးဝထမင်းပဲကြွေးတာကိုကြီးကဘီယာတကာခံမယ်ဘာပြောစရာရှိလဲမရှိပါဘူးတဘောတူပါတယ်ဟိန်းဆိုတဲ့အတန်တွေဆူညံ့သွားတယ်ဝင်ထမ်းရကြလေးတွေစီကထွက်လာတဲ့အတန်မှာသူတို့ပြောတော့ကောင်မလေးတွေကလေလိုက်ရင်ကြပြီးတော့ဝင်တန်းတွေအားလုံးပျော်နေကြပါတယ်အားလုံးကိုပျော်ရွှင်စေတဲ့ဒီခီးလေးပါပဲသူများတွေရေးနေကြလို့လူရောရှိနေလားဆိုပြီးလမ်းကြည့်ပြီးတော့လူရလေးပြုံးနေတာကိုတွေ့ရတယ်။လူပြုံးရင်သွားတက်လေးကတိတ်လာတာပဲကွယ်။လူရလေးရုပ်တရက်သူ့ဘက်ကိုဖြတ်ခနဲ့လမ်းကြည့်အောင်တွေးလိုက်တယ်။အတီးချင်းဆောင်တော့မင်းတော်တိတ်ခနဲ့ရင်ကုန်သွားပါတယ်။၈နာရီခွဲမှာအားလုံးဆိုပြီးတော့ဟိုတယ်ကစားထွက်ကြပါတယ်။အဲ့ရထားကြလို့ breakfast မစားရတဲ့တယောက်နှစ်ယောက်ရှိပေမဲ့ကားပေါ်ကပါလာတဲ့မုတ်တွေအာလူကြော်တွေများစားကြရင်အားလုံးအဆင်ပြေသွားကြပါတယ်။ကားစားထွက်တုန်းကတော့ကြာနေခံဆရာတော်တရားဖွင့်ထားခဲ့တာပါမနက်ခင်းဖြစ်တာကြောင့်အားလုံးလမ်းဆန်းနေကြတာနဲ့ကားဆရာကိုတရားအပြီးမှာတချင်းဖွင့်ခိုင်းကြပါတယ်ကလောနဲ့လိုက်မဲ့ကလောမျိုးနဲ့တူတဲ့အခြေဆိုတဲ့တချင်းကိုကားဆရာကရွှေဖွင့်ပေးပါတယ်
အားလုံးကလေးပြောပြီးတော့တချင်းရတဲ့သူတွေလိုက်ဆိုကြရလေမင်းတော်လေးဟုတ်လားမဟုတ်လားမသိရသလားတချင်းလိုင်းကြီးရည်နဲ့အေးပြတဲ့ကားအေးကွန်အောင်မှာရင်ထဲကိုနှွေးထွေးနေပါတော့တယ်အလောင်တောင်ပြူပွန်းရှိရာကြောင့်ရှုခင်းအတော်လှပါတယ်ဒါမဲ့တက်တက်လက်မှာမတ်ဆောက်တာကြောင့်ယောက်ျားလေးတွေအတက်တာအဆင်ပြေပြီးတော့မင်းကလေးတွေများအစားဆုံးတက်နိုင်ရဲ့မလီကူလာတာကြောင့်ကားနဲ့တက်ပြီးမှပြူပွန်းမြောက်ခင်တနေရာမှာရက်ခေးလိုက်ပြီးတော့တောင်ပေါ်တက်ချင်းဖြစ်တယ်လမ်းတစ်လျှောက်မှာလှပတဲ့လိမ်မော်ချန်တွေနဲ့စိမ့်လန်းတဲ့လက်ဖက်ချန်တွေကိုတွေ့ရတယ်လိမ်မော်သီးတွေပြတ်သိမ်းစွာတီးနေတဲ့လိမ်မော်ပင်ကိုမင်းတော်တော့မတွေးဘူးကြတာကြောင့်တအံတအော်ကြည့်နေကြတယ်ရှုခင်းအလွန်လာတဲ့နေရာတွေကိုနောက်ခံထားပြီးတော့ဓာတ်ပုံရိုက်ကြတယ်တွေတို့ညီမနှစ်ယောက်ရှမ်းအင်ဂျီတွေကိုဝေးလာခဲ့ပြီးတော့ဝဲလာခဲ့တာကြောင့်ရှမ်းမလေးများတစ်ဖွဲလှပနေကြတယ်tricking သွားမယ်ဖြစ်တာကြောင့်ပျောက်ကြားပေါင်းမိနဲ့လေရှည်ဖနက်စီးထားတာကြောင့်ကွန်မန်ဒိုစစ်သမီးလေးများအလှလန်းနေကြတယ်တွေကသူ့ညီမနဲ့စကားပြောနေရမှာမင်းတော်ကိုကြည့်ပြီးတော့လမ်းခေါ်တယ်မင်းတော်အံ့ဩသွားပေမဲ့လေတွေတို့နောက်ကိုတိုးသွားလိုက်တယ်ကိုမင်းတော်နှွေးစီမှာ DSAR တလုံးပါလာတယ်ကိုမင်းတော်နည်းနည်းပပရိုက်တတ်တယ်မဟုတ်လား Facebook ပုံတင်ဖို့တွေတို့ညီမကိုရိုက်ပေးပါနော်ဟုတ်ကဲ့ရိုက်ပေးပါမယ်ကျွန်တော်တိတ်တော့မရိုက်တတ်ဘူးနော်ရပါတယ်ရှင်မင်းတော်ဓာတ်ပုံရိုက်တာဝါသနာပါတဲ့အတွက်သူ့ဖုန်းလေးနဲ့ရှုခင်ဓာတ်ပုံရိုက်ပြီးတော့ Facebook ကိုတင်လေးရှိတယ်ဓာတ်ပုံလှပအောင်ပြင်တဲ့နေ့ကိုတငယ်ချင်းစီမျိုးတင်ပေးထားတာကြောင့် Snapchat, Photoshop စားတဲ့ software တွေနဲ့ပြန်လည်ပြင်ဆင်ပြီးမှတင်တာကြောင့်ဓာတ်ပုံတွေအားလုံးလေးပါလှတာကြောင့်လူကြိုက်များတယ်။ဒါပေမဲ့လူအလားပုံတွေကိုသိမရိုက်ဖြစ်ပေနဲ့အရိုက်များတာမှရှုခင်းပုံလေးသာဖြစ်လေတယ်။ဒါပေမဲ့အခုအကူကြီးတောင်းလာသူကသူချင်းမိနေတဲ့ main ကလေးဖြစ်နေတဲ့အကြောင်းရိုက်ပေးရပါမယ်လို့ပြန်ပြောလိုက်လေတယ်။စင်မျိုးကဓာတ်ပုံရိုက်နေကိုအခြေခံသင်ပေးထားပေမဲ့လေကျွမ်းကျင်တဲ့အဆင့်တီတော့မရောက်သေးတာကြောင့် menu တွေတော့မရိုက်နိုင်သေးပဲ။ auto mode တွေနဲ့တာရိုက်ပေးလိုက်တယ်။ဒါပေမဲ့လေသူ့စီရောက်လာတဲ့ကင်မရာမှာကန်တွေအမျိုးအစား professional ကင်မရာဖြစ်နေရကြောင်းရိုက်တဲ့ပုံတွေကပုံထွက်အလွန်လှတာကိုတွေ့ရတယ်။ဓာတ်ပုံရိုက်ပြီးတိုင်းသူ့နောက်ကိုလာပြီးတော့ပုံလှမလားကြည့်တတ်တဲ့ပန်းလေးနှစ်ပွင့်ကြောင့်မင်းတော်မှာစိတ်တွေအလွန်လှရှားနေလေတယ်။ရှမ်းအင်ကြီးမှာရောင်တန်ဝတ်စုံဖြစ်တာကြောင့်တေချာစွာချုပ်ထားခြင်းမရှိရကြောင်းလေပင်အားအတော်ဟိုက်နေတယ်။လူရရုံးမှာတွေ့တဲ့ပုံစံအတိုင်းမဟုတ်ဘဲနဲ့ခီးသွားနေခြင်းဖြစ်တာကြောင့်လားမသိ။လွတ်လပ်သွက်လက်စွာမြူတူနေလေတယ်။အနာကလာတိုင်းသူ့ကိုတင်းနေလျောက်မင်းတော်ရဲ့ရှင်ကိုတတိုင်းတိုင်းခုံအောင်ညှို့ယူနေလေတယ်။တစ်ချက်သူ့အနာခက်ပြီးတော့ကင်မရာထဲပုံတွေကိုကြည့်ပြီးတော့တခုခုပြောတဲ့အခါမှာနှွေထွက်တက်လေးတွေဟာမင်းတော်ရဲ့မျက်နှာကိုထိသွားတဲ့အခါမင်းတော်အသက်တောင်မရှိဘဲနဲ့အောင်းထားမိသလိုဖြစ်ပြီးတော့နှွေမရှိတော့မှတက်ပြင်းတွေကိုအခါခိုးကြခဲ့ရတဲ့အချိန်များခဏရှိခဲ့ရလေတယ်။ဒီပုံစံတိုင်းဆိုရင်ဒီညတော့သူအေးရပြည့်ရအောင်မယ်။ပြောရမယ်ဆိုရင်အငယ်မတွေကပိုးဆိုးပါတယ်။ရှေ့ကပြောခဲ့သလိုပါပဲတွေကပို့ပြီးတော့ထွားတဲ့အပြင်ဝေးစားထားတာပို့ပြီးတော့ဟော့ပါတယ်တော်တဲ့ကလေးမှဖြစ်နေတော့မင်းတော်ကင်မရာထဲကတပ်ပုံတစ်ခါရိုက်ပြီးတိုင်းလာကြည့်တဲ့အခါမှာသူ့တောင်တန်းနေတဲ့မကြာခဏမင်းတော်လက်မောင်းဖိမိပါတယ်တစ်ခါတလေလေးနောက်ကျောဘက်ကိုပေါ့သူရဲ့တောင်တန်းနဲ့ထိလိုက်တိုင်းဣခနဲ့စိတ်တရားဘလို့ဖြစ်နေမှမပြောတတ်ပါဘူးမင်းတော်ရဲ့ကိုပါရုံးကန်ကုန်းထလာလိုက်တာဒုက္ခတွေရောက်လို့နေပါပြီသူကမသိသလိုပဲအေးဆေးဆေးနဲ့ဘလို့နားလေးရမှလဲမိန်းကလေးရဲ့ရန်ကုန်မှာဘတ်စကားစီလို့မတော်တဆအသားရှင်ထိမိတဲ့အခါနောက်ကိုပြန်လှည့်ပြီးတော့မကြည့်အကြည့်ခင်ရတယ်လို့မင်းတော်မိန်းကလေးတွေနဲ့ဝေးမှာရက်နေတဲ့သူပါဒါမဲ့တခါကားစီရင်နေရာရတော့ဘေးဘက်ကကောင်မလေးကကားအပြင်သူ့ခန္ဓာကိုစောင့်ကြည့်ရင်းနဲ့သူ့ပကုံးကိုတောင်တန်းနဲ့ထိမိတာခံလိုက်ရတယ်အားနာလို့သူ့ပကုံးကျုံပေမဲ့ဟောဘက်ကနေရာမရှိတော့ဘူးဆိုတော့တောင်လျှောက်ထိန်းနေရမျိုးကျုံခဲ့ပူပါတယ်တမင်တကာအရသာခံနေတာမဟုတ်ပေမဲ့မိန်းကလေးနဲ့ယောက်ျားလေးအထီးသွင်းရှောင်ဖို့အလွန်ခက်ခဲပါတယ်မထူဘူးကွာဆိုပြီးတော့ဒီတိုင်းညင်နေမိပေမဲ့ကိုပွားပြောင်းဆန်နေပြီဆိုတာကိုသတိထားမိခဲ့ပါတယ်။ရှီအားလူတွေကတော့မကြည့်ရအောင်မျက်နှာကြည့်နေပြီးဖြစ်နေခဲ့တာတော့မြင့်တော်မမိပါတယ်။ကောင်မလေးစင်တော့မှအောင်းထားတဲ့အသက်ကိုတက်ပြင်းချပြီးတော့မြင်ပြန်ရှူရတဲ့အထိပါပဲ။ဓာတ်ပုံရိုက်ရင်လမ်းလျှောက်ရည်နဲ့ပဲနိုင်ဝက်ခန်းကြမှာကလော်ပြူပွိုင်းကိုရောက်လာပါပြီ။ပြူပွိုင်းကိုရောက်တဲ့အချိန်ဆိုင်လေးမှာထိုင်ပြီးတော့နွားနိုးနဲ့ချပါတီမာစားကြပါတယ်။လူတွေကလည်းအရှမ်းများတော့ဝိုင်းရအောင်မနေလူးထိုင်ရတယ်မင်းတော်ဝိုင်းမရလို့ရှောင်းလေးဖြစ်နေတော့တရားလက်ခုံလို့သူတို့ဝိုင်းမှာခုံမထိုင်လိုက်ပါတယ်ဘယ်လိုလဲဆရာကြီးနေလိုက်ရှိလားဟုတ်တယ်တွေ့ရဲ့ဒီလိုပဲဟိုငဲ့ဒီငင်းနဲ့ရှုခင်းနေအရန်လာလို့ကြည့်နေတော့ကိုမင်းတော်ကတကယ်အနုပညာသမားနော်အလားအပကိုတော်တော်ခံစားတတ်တယ်တက်ပုံရှိုင်းတော့ရှုခင်းပုံပဲရိုက်တတ်တယ်လို့ပြောတာကြားဘူးတယ်ဟုတ်တယ်ဗျຫນွေတို့တက်ပုံရိုက်ပေးတာရောအဆင်ပြေရဲ့လားစိတ်အနှောက်အယှက်တော့မဖြစ်ပါဘူးနော်ຫນွေကအပြုံးလေးနဲ့ဝင်ပြောတယ်ရပါတယ်ဘာမှဖြစ်ပါဘူးကျွန်တော်က DSLR ကင်မရာသိရတတ်တာမဟုတ်တော့ပုံထွက်မလားမှာတော့အားနာရပါသေးတယ်ပြီးတော့ DSLR ကျွန်တော်စီမှာမရှိလို့တက်ပုံရတဲ့ train နဲ့တဘောတော်ဖြစ်သွားသေးတော့အဆင်ပြေပါတယ်မ
မဟုတ်ဘူးလေဆရာကြီးရဲ့ဆိုတာစိတ်ဆုပ်နေပါဆိုလို့ပါဆိုပြီးတော့တရားဝင်ဖောက်ပါတယ်မဆို့ပါဘူးအလဲကျွန်တော်မှရေးစားမရှိပါဘူးတယုံလုံးသိပါတယ်မလီကြောင်ညာကလေဝင်ပြန်ပြီနော်ညီမနှစ်ယောက်အပြိုင်တရားတော်ပေါ်ပြောကြရင်းနဲ့မင်းတော်တို့စကားဝိုင်းလေးဆူဆူပြေပြေဖြစ်နေလို့တခြားဝိုင်းတွေကမတိမတာရှူးကျင်းနေတာကိုတွေ့ရတာကြောင့်ပျော်နေတဲ့စိတ်ကိုမနေ့ကချိန်တက်လိုက်ရပါတယ်ကလော်ပြူပိုင်းမှာမုတ်တွေလေးစားစိတ်တန်းစားတက်ဖန်ပြီးတာနဲ့မြို့ထဲကိုပြန်ချပါတော့တယ်လမ်းလျှောက်တဲ့ခီးဆောင်အပြန်ကြတော့အလုံးပြိုင်းနေကြပါပြီဒါမဲ့လေရောက်တုံရောက်ခိုက်ပြလို့မြို့တွေကကလော်ဘူတာကိုဝင်ပြီးတော့ရှာတလောက်ထက်ရိုက်ကြပါသေးတယ်နောက်ပြီးမှထင်းရှူးတော်တွေရှိတဲ့ကလော်ရှက်ကြောင်းကိုလည်းထက်သွားကြပါသေးတယ်သွားစရာရှိတာတွေသွားသမျှနေရာတွေကလေရှုခင်းနေရတာလှတော့ကြည့်ရတာမော်တာပေါ့ဒါမဲ့လေမမော့ပါဘူးဗျာတခြားသူတွေတော့မောမသိဘူးမင်းတော်ခမရမှာတော့ဟောနာပြေတက်ပုံရှိုက်လိုက်ဒီနာချိန်လိုက်ပုံတွေကိုပြန်ကြည့်လိုက်နဲ့တော်တော်ဖားသွားတယ်ဒါမဲ့သွေနဲ့ຫນွေတွေရဲ့မိမပီတသားကန်နိုင်ုံကိုတင်းနှန်းလေးတွေအားရှားနေတော့မောသမျှအမောတွေအကုန်ပြစ်သွားသလိုခန်းစားရတယ်လူထဲကလူဆိုတော့ဒါမျိုးတွေနဲ့အသက်ဆက်နေရတာမဟုတ်လားဗျာတဖြည်းဖြည်းနဲ့နေလုံးကြီးဟာ900ကျောင်းအနောက်ဘက်အောင်နှိမ့်ဆင်းသွားပြီးတော့တနေ့ကုန်ကျုံလာထားတဲ့သူ့ရဲ့အလင်းရောင်ဘဝချုံလောင်းတဖြည်းဖြည်းတင်းစီသွားလေတော့တယ်။မောင်စားပြိုးလာတဲ့တစိမ့်စိမ့်အေးရမြောင်းလေပြင်းလေးကတွေ့နော်လာလေတာကြောင့်ဆောင်းညာရဲ့တရုပ်ကိုပြပြအောင်ကားကျိုးအစုံအလေးနဲ့ကားပြအသုံးတော်ခံနေတဲ့အလားရှိနေတော့တယ်။မင်းတော်တော့အလုံးဒီနေ့နောက်ဆုံးသွားရမှာဖြစ်တဲ့လက်မကြီးပေးဟာသူ့မောင်မြန်မာထမင်းဆိုင်ညစာဆိုင်ရင်ဝင်စားလေတယ်။အလုံးမော်လေးမော်စားလေးစားနေပြီးဖြစ်တာကြောင့်ဟင်းတွေကိုအလူရမှာပြီးတော့ဘလူသေးရများကြားနေတဲ့အလားစားတော့ကြရတဆိုင်လုံးစွန့်ညံသွားလေတော့တယ်။ဒါမဲ့လေလူငယ်တဘောကခရီးထွင်စားနောက်ကပြောချချင်းသာဖြစ်နေရကြောင်းအလုံးကအပြစ်မမြင်ကြပါခရီးစဉ်အစားမှာပြောခဲ့တဲ့အတိုင်း GM ကိုအကြီးအားဘီယာတိုင်းနေရကြောင်းကုမ္ပဏီကယောက်ျားလေးတွေအများစုထိုင်ပြီးတော့ဘီယာတောက်ကြပြင်းတော်မှာຫນွေတွေဝိုင်းကိုသွားခင်းမသာတော့ပါသူအနေနဲ့ညီအမနှစ်ယောက်နဲ့အတော်ရင်းနှီးပြီးဖြစ်တာကြောင့်အတူစားကခဏလောက်စကားပြောချင်ပေမဲ့လေသူ့ကိုတတိထားနေကြသူများရှိနေရကြောင်းဆန္ဒကိုချွတ်နိုင်ကနေရချင်းဖြစ်တယ်ဒါမဲ့လေဘီယာ3ခွဲမြောက်တောက်ပြီးတဲ့အခါညီမနှစ်ယောက်ရဲ့လာဖကိုတောင်းမကလှုပ်လက်စရုံအလုပ်တွေပါမင်းတော်အလုံးမေ့သွားပါတော့တယ်ကလောမျိုးရဲ့စောင်းအေးတံဟာမင်းတော်တို့လူစုအတွက်ဘာမှထူးထူးခြားခြားအေးတယ်တော့မဟုတ်ပါအနှွေးတွေတူဝက်ထားယုံတင်မကဘဲနဲ့ဘီယာတောက်ထားတဲ့အချိန်နဲ့အလုံးပြုတ်ထူပျော်ပါနေကြတာမဟုတ်ပါလားဒါမဲ့လေခီးပန်းနေရကြောင်းအကြာကြီးမနေကြတော့ပဲည8 နာရီကျော်မှဟိုတယ်ကိုပြန်ခါနားကြလေတယ်ကားပေါ်ကအစိမ်းမမျောလိမ့်မယ်မင်းတော်ຫນွေရဲ့မျက်စောင်းလေးတစ်ချက်ကိုလက်ဆောင်ချလိုက်လေတယ်ကားပေါ်ကအစိမ်းဒီတိုင်းလေးချင်းမိချင်းလို့ထင်ရပါမဲ့လေဒီလူတော်တော်ဆိုးတယ်ဘီယာရိမ်မှုပြီးတော့တောင်းကျနေတယ်လို့ပြောချင်းများဖြစ်လိမ့်မလားလို့ခေမိကဘာမှမဆိုင်ပဲစပင်တွေထောင်သားတယ်လို့ခံစားရမိနေတယ်ငကူကဆိုရှင်မမဖြစ်တဲ့သူကဘလုံးမနေရမတူပဲနဲ့ပြုံးပြီးလက်ပြပြီးတော့ကိုနိုင်လို့နှုတ်ဆက်သွားလေတယ်အဲ့ဒီညတကယ်ပဲမင်းတော်အေးရဲ့ပြက်လေတယ်ဘာကြောင့်လဲဆိုရင်တော့ရာသီဥတုအေးမှာတောက်ကောင်းနဲ့စော်တောက်လိုက်တဲ့ဘီယာစိတ်ခွဲရဲ့အစွန်ပြတာကြောင့်ဖြစ်လေတယ်12 နာရီကျော်အချိန်ကိုရောက်နေပြီဖြစ်တာကြောင့်မွန်းတိတ်နေတဲ့ဥခေါင်တိတ်တိတ်မှရောက်နေတဲ့အရေးတရားပျောက်သလောက်ဖြစ်နေတယ်နေအောင်ချိန်မှာအဝါရမဟုတ်ပဲပူပြင်းလန်းလုံးအဖြူရောင်ဖြစ်နေတယ်လို့ထင်ရတယ်လက်မှာမဖြစ်မနေသွားလာရတဲ့သူတွေကအပလူချင်းကြေးပါလာတယ်လမ်းပေါ်မှာလေတန်လက်တစ်ချိန်ထားနေတာကိုမင်းတော်တွေ့ရလေတယ်ဟူးဆိုပြီးတော့တက်ပြင်းချသလိုလေပူတစ်ချက်မင်းတော်မုတ်ထုတ်လိုက်လေတယ်မင်းတော်ထမင်းစားပြီးချင်းအပြင်ကို appointment တစ်ခုနဲ့ထွက်ခဲ့ခြင်းဖြစ်တယ်appointment တွေ့ပြီးရုံခန်းအပြင်ဘက်မှာကားပါကင်ကိုကူးလာခြင်းတွေ့ရတဲ့မြင်ကွင်းများဖြစ်တယ်ဟုတ်ပါတယ်မြင်လေရဟိုတများပူလောင်နေတယ်လို့ခန်းစားစေရင်ရန်ကုန်တွေကပူပြန်းလွန်းလာတယ်မနေ့ကမှအေးပိုင်းဒေတာပြန်ရောက်တာဖြစ်တာကြောင့်ရာသီဥတုအကူအပြောင်းအသားမကျသေးတာကြောင့်ပို့ပြီးတော့ပူတင်အောင်ချိန်ရလေတယ်အဲ့ဒါထက်အသေးစိတ်ပြောရမယ်ဆိုရင်မင်းတော်ရဲ့ရင်ပူနေရကြောင်းပြင်ပရာသီဥတုအပူနဲ့လျှော့ပြီးတော့အပူနှစ်ပူပေါင်းကပို့ပြီးတော့ပူတင်အောင်ဖြစ်နေလေတော့တယ်မင်းတော်တို့နောက်နေ့မနေ့စောစောကလောကနေထွက်လာပြီးတော့တောင်ကြီးကိုခဏဝင်စားတယ်တောင်ကြီးမှာစူတောင်ပြဖျားလို့နာမည်ကြီးတဲ့စူလာမဏိဖျားဝင်ဖို့ကြပြီးတော့တောင်ကြီးစည်းမှာလိုအပ်တာတွေနဲ့လက်ဆောင်ပေးရပစ္စည်းတွေဝေစားတယ်နေ့လေထမင်းစားပြီးမကြမီနေပြီးတော့ပြန်ဆင်းကြလေတယ်ညဘက်နေပြပုံမှာအိပ်ပြီးတော့နောက်နေ့မနေ့အစောရန်ကုန်ကိုပြန်ခဲ့ကြလေတော့တယ်ဒီနေ့အတွက်အပန်းဖြေကြီးဒီမှာပြီးဆုံးပြီဖြစ်လေတယ်လမ်းလက်ချောင်းမှာတွေကသူ့ကိုဟဟပပန်စကားပြောနေရကိုမတွေ့ရတာကြောင့်မင်းတော်စိတ်ထဲတမျိုးဖြစ်နေလေတယ်ငါသူ့မောင်မှာပြီးတော့တောက်တော့တော်တော်တောင်းချမ်းခဲ့ပြီလို့လားဆိုပြီးတော့ပြန်တွေးမိလေတယ်ပြောနေရကြောင်းမိမိရဲ့ limit ကျော်သွားပေမဲ့လေဘီယာတောက်ခြင်းဖြစ်တာကြောင့်အလွန်အကျွံမှုနေရှင်မချီတဲ့အပြင်အများပြောခံရလောက်အောင်ပြဿနာရှာခဲ့ခြင်းမရှိလို့မြင့်တော်ထင်တယ်
အဲ့ဒီအပြင်မင်းတော်မှာလက်ထောက်မန်နေဂျာရာထုနဲ့အခုခရီးစဉ်မှာလူကြီးတစ်ပိုင်းဖြစ်နေရကြောင်းအခြားရာထုငယ်တဲ့ကလေးတွေကိုထိမ့်သိမ်းရတာကြောင့်အမြင်တက်တိရှိခဲ့တယ်ဖြစ်တာကြောင့်အဲ့ဒီကိစ္စကြောင့်မဟုတ်တော့ဘူးလို့ထင်တယ်။အဲ့ဒါဆိုဘာကြောင့်များလဲလို့မင်းတော်ဘလုံးမှအပြေရှာမရဖြစ်နေလေတယ်။သူတို့ကလေတမင်တကာစကားမပြောအောင်ရှောင်နေတယ်လို့ထင်မိပြန်တယ်။ဖះပေါ်ကအစင်မှာຫນွေနဲ့ဖြက်ခနဲ့တွေ့စင်အောင်ຫນွေငြိမ်သွားသလိုပဲရာသီဥတုအေးရကြောင်းနေမကောင်းရလားလို့တခုတ်တည်းမိပမဲ့လေကောင်းပါတယ်လို့တွန်းညွှန်းစွာပြောပြီးတော့ຫນွေကအသာလှည့်ထွက်သွားတာကြောင့်ပေါင်မထပ်ပြီးတော့ဆက်မပြောခဲ့ရပါအလိုနဲ့နောက်ဆုံးခီးမှအိမ်ပြန်ရောက်တဲ့အထိဘာဆိုဘာမှစကားတခုံးမှထပ်မပြောကြရပါမင်းတော်တအုံတွေဖြစ်နေပြီးခီးမှပြောခဲ့တဲ့အပြော်တွေစက်ပြောင်းငှက်ပြောင်းပျောက်သွားလေတော့တယ်တေးတေးဆန်ဆိုင်မေးချင်ပဲလေသူနဲ့ຫນွေကဘာမှမဟုတ်သေးတဲ့သူများဖြစ်တယ်နှွေကိုရုံမှာစားတီးခဲ့သလိုလမ်းခီတခြားနှွေတို့ဓာတ်ပုံရိုက်ပေးနေအခင်းအမင်းပို့ခဲ့တာတော့မှန်ပါတယ်။ဒါမဲ့လေနှွေသူ့ကိုစိတ်ဝင်စားသလားဆိုတာမင်းတော့အကေခံမဖန်တတ်သေးပါ။နှွေမှာရေးစားရှိတယ်တော့မကြားမိပါ။သူမသိတာလေးဖြစ်မယ်။နှွေစိတ်နေစိတ်ထားသူဘာတွေကြိုက်တက်လဲဘာတွေဆိုအဆင်ပြေမလဲ။ဘာမှရေရှာမင်းတော့မသိပါ။သူသိတာနှွေကိုစိတ်ဝင်စားပြီးတော့ချစ်မိတယ်ဆိုတဲ့ကိစ္စသာဖြစ်တယ်။ဖြက်ခနဲ့အာယုံမှာပေါ်လာတာတွေ့ဝင်းလက်တွေဟုတ်တယ်သူကနှွေးညီမအရင်ပဲသူ့ကိုစုံစမ်းချင်းနှွေးအကြောင်းသိမှာပဲဆိုပြီးစဉ်းစားမိတဲ့အခါရင်နေတဲ့အချိန်ကိုရမေဖြစ်နေစဉ်ဆွေးစရာကောင်းရွသမီးတွေးလင်ကစားဝမ်းသာသွားသလိုရှိတော့တယ်သူကအလွန်ပြောနေတယ်တကယ်ဆိုဒီကသူတယောက်တည်းမဟုတ်သူအမဖြစ်သူနှွေရောလိုက်ပါလာသူအလုံးပြောနေကြတဲ့ခီးစဉ်တစ်ခုဖြစ်တယ်မဟုတ်ပါလားရာသီဥတုအလွန်ကောင်းတာကြောင့်ခီးသွားရတာပြောတယ်ရှုခင်းလာတာကြောင့်ရှုမြင်ခံစားရတာစိတ်ချမ်းသာတယ်တက်ပုံရိုက်လို့ကောင်းတယ်အစားအသောက်တွေလက်ဆက်ရတာရှိလာတယ်ဖြစ်နိုင်ရင်ကလောမျိုးမလေးမှာပဲနေချင်းစိတ်ဖြစ်မိတယ်သူတယောက်တည်းနေချင်တာတော့မဟုတ်ပါသွေးငယ်စဉ်ကသူ့ကိုသွေးလို့ဘာကြောင့်နမေပေးတာလဲလို့မေးဖူးတယ်သွေးလျားလှပလို့သွေးလို့ခေါ်တယ်လို့ဆိုလားမသိပြန်ပြောတဲ့အခါတောက်စုံတွေကရှေ့မျောနဲ့နှွေပင်နဲ့တူလို့လားလို့အမေကိုပေါက်ကြမေးခဲ့ဖူးတယ်သူကသိချင်တာရှင်စိတ်မရှိတဲသူသမားဖြစ်တယ်လိုချင်တာမရရင်လေစိတ်ကအလွန်ကြီးတယ်ဒါမဲ့သူကလှတာတော့အမှန်ပဲဖြစ်တယ်နှွေနဲ့နှစ်တာကွာလို့ရွှေသူဖြစ်နေရကြောင်းနေနဲ့ငါနဲ့ပြောတယ်။သူကနှွေးထဲပို့လာတယ်လို့ထင်တယ်။ကို့ဘာသာကိုအတင်နဲ့ပြောတာမဟုတ်ဘူးနော်။သွေးမှာရေးစားတွေတပုံကြီးရှိတယ်။ဒါတောင်သွေးကိုကြိုက်တဲ့သူအများကြီးထေရမှာချောတဲ့ဘေးပဲပတ်စံချမ်းသာတဲ့ဘေးစားတဲ့ဘေးတွေကိုစံခါချင်းနဲ့ချထားခြင်းဖြစ်တယ်။နှွေးမှာရေးစားစာပေးသူစကားလိုက်ပြောတဲ့သူတယောက်နှစ်ယောက်ရှိဖူးတာကလေးကိုအခြားမရှိ။တငယ်ချင်းအုပ်စုထဲမှာလေတွေ့တာစတာတယောက်ဖြစ်တယ်။စားလင်တွေကပုံမှန်လောက်တောင်ရှိပြီးတော့သူကအမြဲ top 10ဝင်တဲ့သူဖြစ်တာကြောင့်ကျောင်းမှာမျက်နှာပွင့်နေအခုတော့တွေ့ရေးစားမထားတော့ဘူးလို့ဆုံးဖြတ်ထားတယ်ဟုတ်တယ်လေတကယ်တော့ယောက်ျားတွေအကုန်နာဘူးတွေပဲသူကကိုယူဆိုင်တာကြောင့်ကျင်းတွေကိုကာယအလားဆောတာကြောင့်ပေါ်ရီလှတယ်ယောက်ျားတိုင်းကငါရဲ့အလားပါကိုပဲကြိုက်ကြတာဆိုပြီးတော့စိတ်ကုံစားပြုတ်လာပြီသူကတွေးကြုံမရှိတာတော့မဟုတ်ပါစေတန်းအောင်ပြီးကွန်ပျူတာတင်တန်းများတက်နေစဉ်ကကြိုက်ခဲ့တဲ့သူကကိုလို့ခေါ်တဲ့ရဲမော်နဲ့ချစ်သူဘွားရှင်းတွေ့ရင်းနဲ့ရဲမော်ကသူ့ရဲ့ပန်းဥကိုဆက်ခုတောက်ခဲ့ပူတယ်။သူရဲ့အတိတ်ကိုပြန်မတွေ့ချင်ပါ။ဒါပေမဲ့တခါအဲ့ဒီအဖေဖေကောင်းတဲ့ကိုရောက်လာတတ်တယ်။တေးသေးမောင်မအတွေ့အကြုံကမဟုတ်တာပဲလေ။အဲ့ဒီနေကကွန်ပျူတာတင်တဲ့ပိတ်တာကိုသူကခက်တီနဲ့အိမ်အားထွက်ပြီးတော့ကိုနဲ့ချင်းတွေ့ကြချင်းဖြစ်တယ်။ကိုကကားယူလာပြီးသူ့ကိုချင်းထားတဲ့နေရာမှာလာဆောင်တယ်။ပြီးတော့တခုခုစားကြတောက်ကြမယ်လို့ပြောပြီးတော့တီးတန့်ရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်ခေါ်သွားလေတယ်။ကိုဒီနေ့တွေ့ကိုဘာလို့စိုက်ကြည့်နေရလဲတွေ့ဒီနေ့အရန်လာနေလို့ပေါ့ဟုတ်လေဟုတ်ပဲနဲ့နော်ကိုကြည့်နေပြန်ပြီအဲ့လိုကြည့်မကြည့်နဲ့တွေ့မနေတတ်ဘူးရှက်တယ်တကယ်တော့ကောင်လေးတွေကြည့်နေတာတော့နဲ့တွေ့မရှက်တတ်ပါဒါမဲ့ကိုကဒီနေ့ကြားမှစားတွေ့ကြရသူ့ကလုံးစားမလို့ခွားမလို့ပုံစံမျိုးနဲ့စိုက်ကြည့်နေရကြောင်းနေရာထိုင်ရခတ်တာကြောင့်ပြန်မယ်လို့တောင်စဉ်းစားမိတယ်ဒါမဲ့တခါတလေရှားပါအားရရဲ့မှာကိုတနာကြောင့်လာပြီးခေချင်းကနေလိုက်ပါမယ်လို့စက်ထိုင်နေချင်းသာဖြစ်တယ်။ကဲပါစားစရာရှိရစားပါအေးရလေးတော့တွင်းထဲကိုစားပြီးရုပ်ရှင်ကြည့်မယ်လေပြီးရင်ပြန်ပို့ပေးမှာပေါ့။ရဲမော်ရဲ့ပြောစကားကြောင့်တွေ့မြင်လက်စားသိမ့်ပြီးတော့အထမှာမိုးတလို့ဖြစ်သွားတာနဲ့ရဲမော်ကကမန်ကရန်ထိမ့်ပေးလိုက်တယ်။သူကအိပ်ရပြက်လို့များလားည6ရက်ခန့်ကအသေးလိုက်ကြည့်တာည9နာရီလောက်မှအိပ်ပျော်သွားတယ်။မဟုတ်သေးပါဘူး။ခုဟာတမျိုးကြီးပဲဤကနာသွေးစင်းစားနေရင်နဲ့ရေဝေဖြစ်လာပြီးတော့ဘာမှမမြင်ရတော့ပဲပြော့ခွေကျသွားတော့တယ်ရဲမော်ကအကြံနဲ့တွေ့တောင်းတဲ့အေးတွေမှာအေးစိတ်ခက်ရောသူကမုခင်းချာနေမြမှာတွေ့တဲ့အေးတွေမှာဆေးထည့်ပြီးတော့ပြည်စီလူရတဲ့ကိစ္စတွေဖက်ပူတာကြောင့်သူများတိုက်တဲ့အေးကိုဘယ်တော့မှမတောက်ခဲ့ပါအခုယူစားဖြစ်တဲ့ကိုနဲ့ဖြစ်တာကြောင့်တတိလွတ်သွားပြီးတော့မစင်းစားပြီးတောင်းမိခဲ့ခြင်းဖြစ်တယ်
တတိဆိုတာပူရာမရှိတွေ့အသွေးကြုံတန်မိုးကြီးကြီးနဲ့ဝေလိုက်ရလေတယ်ရဲမော်ကစားတောင်းဆိုင်ခေါ်သွားကြရဟိုတယ်ရမြနီထဲမှာရှိတဲ့ဆိုင်အကြံနဲ့ခေါ်သွားတာဖြစ်တယ်အခန်းကိုလိုကြူယူထားပြီးဖြစ်တာကြောင့်သွေးကိုအသာမိမေတွားပြီးတော့တက်လေကားနဲ့အပေါ်ထိပ်ရှိအခန်းကိုခေါ်သွားလိုက်တယ်သွေးကိုရေမွန်ချက်နေရမှာကြီးစားစားဖြစ်ကြရဖြစ်ပြီးတော့တော်တော်ကြာပြီဖြစ်တယ်သူကသူ့ကိုနှစ်ယောက်ထိတွင်အကျဉ်သိမ့်မပေးတာကြောင့်ရဲမော်တော်တော်ကြာစူးစမ်းခဲ့ရတယ်လှပကြိုးရှင်နဲ့သွေးရဲကိုလုံးကိုပေါင်းကြောင့်ရဲမော်ရှင်းကုန်လာတယ်အလုံးနဲ့ရဲမော်ကသွေးကိုဖျက်ဆီးဖို့ကြံနေပါတော့တယ်သွေးကလေထဲမှာမြောက်နေတယ်လို့လေဟုံစီးနေတယ်လို့စိတ်ထဲကိုထင်မိတယ်တကယ်လေထဲကိုရောက်နေပါလားမုံတိုင်းထဲများရောက်နေရလားသိကြမသိတော့တစ်ချက်တစ်ချက်မြောက်သွားပြီးတစ်ချက်တစ်ချက်ခန်းချမ်းပြန်ကျလာတယ်တပြေးပြေးနဲ့မုံတိုင်းအတွင်းရှိလေဖိအားတပြေးပြေးများလာလေတော့တယ်သူအသက်ရှူလို့တော့မရတော့ပါအသင်းရှုံးခံမဲ့လေလှုပ်တောင်မရနိုင်တော့ပါမုံတိုင်းအစုံလေပေါ်ကနေပြုတ်ကျလာသလိုခံစားလိုက်ရပြီးတော့သူအမောင်တီးချနေရမှာလှမ်းပြီးတော့နှိုးထလာပါတော့တယ်သူမှာနာကျင်မှုကိုခံစားနေရတယ်တကူလုံးလေးချွေးတွေနဲ့နှုံနေလေတယ်သူ့ပေါ်ရင်းမုံကိုစောင်းတွန်းနေမိမနဲ့ယောက်ျားအားပြားသည်လားဒါမှမဟုတ်သူဟာပဲအားရမရှိတော့တာလားမသိပါရဲမောင်ကဘလူသေးစီးသလိုတဟင်းဟင်းဖြစ်နေပြီးတော့တွေ့ကိုဖိထားမလွတ်သေးပါတွေ့နာခြင်းလှပါပြီဒါမဲ့လေရဲမောင်ကအချိန်မကုန်သေးပဲနဲ့သူ့ကိုဆက်ပြီးတော့သူ့အလိုပြင်းအောင်ဆက်နေပါသေးတယ်အလိုနဲ့ရဲမောင်ရဲ့ဆန္ဒပြေးသွားပါတော့တယ်ရဲမောင်ကတဖြည်းဖြည်းငြိမ်ကျသွားပြီဖြစ်တယ်စိတ်ဆိုးဆိုးနဲ့တွေ့သူ့ကိုယ်လုံးတွန်းချလိုက်တာရေချိုခန်းတွေကိုဝင်ပြီးတော့တကားပိတ်ထားလိုက်ကရေပန်းအောင်ဖွင့်ချလိုက်တယ်ရေတွေကသွေးကိုယ်လုံးပေါ်ကနေဖြတ်ပြီးတော့ကျန်းပင်ပေါ်စီးကျလာလေတယ်သူ့ကိုညစ်ချစ်တွေကိုရေချိုခန်းရေကန်ကတန်းစီပေးလိုက်ပေမဲ့လေဝင်းလေးသွေရဲ့စိတ်ထဲမှာအရာအလုံးဟာတတာဖြစ်သွားသလိုခံစားရလိုက်လေတယ်ရဲမောင်ကသူ့ကိုစော်ကားလိုက်တာပါလားသူအလုံးကိုတတိဝင်လာပြီးဖြစ်တာကြောင့်ခုနသူဘာဖြစ်သွားတာလဲကောင်းကောင်းသိလိုက်ပါပြီဝင်းလက်တွေရှိုက်ငုံပြီးပါလေတယ်သူတော်တော်ကြီးခံစားရမှာနောက်ဆုံးခံစားနေလဲအပူပဲဆိုပြီးတော့နာကျင်စိတ်ဖြစ်ပေါ်လာလေတယ်သူ့လိုကောင်းမျိုးကိုခေါ်စရာမလိုတော့ဘူးငါသူနဲ့ရေးစားဖြစ်နေလို့လဲအပူပဲယုံကြည်လို့လိုက်ရော့အောင်အခွင့်ရဲ့အကုန်ယူတဲ့ကောင်ငါစိတ်နာတယ်တွေ့သူ့ကိုဖျက်တော့မယ်လို့စိတ်ကိုတုံတုံချလိုက်လေတော့တယ်တကားဝမှာရွတ်မော်တကားကိုထုကောင်တွေ့ကိုတော်တောင်းပန်နေလေတယ်ကိုတောင်းပန်ပါတယ်တွေ့ရဲ့ကိုကချစ်လုံးလို့စိတ်မထိနိုင်တာပါတွေ့ကိုတခြားသူနောက်ပါသွားမှာဆိုလို့ပါတွေ့ကိုတကယ်ချစ်တာပါစိတ်မဆိုးပါနဲ့နော်တွေ့ပါဆိုဘာမှအပြန်မပြောတော့ပါတကယ်ကိုတွေ့နေခံစားလိုက်ရပြီးတော့နှခမ်းကိုပြတ်ထွက်မတက်ကြိုက်ချမိနေတယ်နားထဲမှာရှင်မွန်ရတောင်းပန်စကားတွေကိုရှိုးဝါရေချတန်နဲ့ပေါင်းဆက်ပြီးတော့ချင်းအော်တန်လို့တဝေဝေနဲ့မသေးခွင်စားနေရတယ်ဝင်းလင်းတွေရဲ့မျက်နှာမှာမားကတ်တင်းဌာနလက်ထောက်မန်နေဂျာမင်းတော်စတင်တတိထားမိတာမကြသေးပါထုတ်ကုန်အတိတ်တကူဈေးကွက်ထိုးပေါက်ရန်ဌာနပေါင်းဆောင်ကကိုစလီတူးစီညွန့်ပေါင်းဖွဲ့လိုက်တဲ့အဖွဲမှာနှွေကိုယ်တိုင်ပါဝင်ရတော့မှစတင်တီးကျုံခဲ့ခြင်းဖြစ်ပေမဲ့လေမင်းတော်တတိထားမိတဲ့ level အဆင့်ဖြစ်ပြီးတော့တဆင့်တက်လာတယ်မင်းတော်ကမူနေအောင်ချောနေတဲ့အထည်မပါပေမဲ့လေယောက်ျားပြီးသားပြီးတော့တီကြီးခံရတယ်လို့ခံစားရတယ်project တွေတခြားအကောင့်တွေလို့မိန်းမတွေတိုင်းအင်ဒရီမရခေါ်တော်ကြီးနေတာမဟုတ်ဘူးလို့ထင်တယ်သူနဲ့ဖယ်ရီတူတူစီတဲ့မင်းတော်ကိုစိတ်ဝင်စားနေတဲ့အကောင့်ဌာနတွေ့တာညွှန်းလွန်းတာကြောင့်မင်းတော်ကောင်းကြောင်းတွေကိုကြားဖို့နေဒီမှာကြားပြီးဖြစ်ပေမဲ့လေသူ့ဘာသာသူကြိုက်တာနဲ့ပဲဖြစ်တာနဲ့ပဲအသိညွှန်းနေတာပဲလို့ထင်ခဲ့ဘူးတယ်ဒါပေမဲ့အလုံးစုံမဟုတ်ပေမဲ့လေတွေ့တာပြောတာမန်တင်းတလောက်မှန်တယ်လို့အလုံးအတူတွေ့လို့ရတော့မှသိလာခဲ့တယ်မင်းတော်ကအလုံးကန်တော်တာမဟုတ်ပဲပေါင်းတင်ဆက်ဆံရင်လေကောင်းတယ်အဖွဲရောက်ဝင်တဲ့အလုံးညင်ညင်နိုင်တိုင်ပဲနဲ့ရေမန်းချက်ချောက်အောင်ဆွဲနိုင်တာကြောင့် GM ကိုကြီးကမျက်နှာလွှရသူလို့ကြားဖို့တာမှအမမဟုတ်ပါမိန်းကလေးတွေကိုဆွေးဆောင်နိုင်ဖို့မင်းသားလိုချောစရာမလိုပဲမိန်းကလေးတို့အာကိုရလောက်တဲ့ကောင်းကွက်တွေရှိရင်သာလိုအပ်ကြောင်းမင်းတော်ကိုကြည့်ပြီးတော့နားလေလိုက်တယ်။ဘာကြောင့်လဲဆိုရင်နှွေကိုယ်တိုင်မင်းတော်စိတ်ဝင်စားနေပြီးကြောင်းဖြစ်တယ်။မကြမီသူတို့သူတွေးလို့ရတဲ့ project ပြီးသွားကြောင်းလည်းအလံဝဲသလိုဖြစ်သွားပေမဲ့လေမင်းတော်အပေါ်ထားတဲ့အချင်းမလျှော့သွားခဲ့ပါဒါမဲ့ Andrew မင်းကလေးတူဖြစ်တာကြောင့်သူ့စီကိုရှေ့မလာတော့မြောင်းမလို့ပေးရမယ်မသိပဲနဲ့ຫນွေလန်းစားပြောင်းနေခဲ့ပါတယ်။မကြမီဖူးစာရှင်လက်ကျူဖြစ်သူ့စီကိုရှောက်လာတော့တွေးရတော့တယ်။ဖူးစာရဲ့နဲ့မှာလူရောင်ဆောင်ထောင်ဖို့ရတယ်။ဒီနေ့ကုမ္ပဏီကဝန်ထမ်းတွေအားလုံးစူးချတဲ့အနေနဲ့ကလောတောင်ကြီးခီးစင်လာကောင်မှာစီစဉ်ထားမယ်။မလိုက်မနေရမလိုက်ရင်လစာတွေကဖြတ်မယ်။အိမ်ရမထင်ငါကိုယ်တိုင်လိုက်ပြောမယ်။ကျူပြ GM ကိုကြီးပုံစံနဲ့ຫນွေတို့ရှေ့ရောက်လာတာဖြစ်တယ်။ခီးသွားခြင်းကတယောက်နဲ့တယောက်ပုံပုံရင်းနှီးစေတယ်။အထူးသဖြင့်အလုံးဖေးအားမရှိတဲ့အချိန်မှာတယောက်အကြောင်းတယောက်လေ့လာရတာမို့လို့ຫນွေအရန်ပျော်သွားမိတယ်။သူရမလိုက်ချင်သလိုအင်တာတင်လှုပ်နေတယ်။လစာဖြတ်ချင်ဖြတ်ဟာငါမလိုက်ချင်ဘူးဝင်းလဲຫນွေလိုက်ခဲ့ပါဟာ
ဟာမလိုက်ချင်ဘူးဆိုကွာလူတွေနဲ့ဝေးဝေးမှာအေးအေးဆေးဆေးနေချင်တာဟာတခြားလူတွေနဲ့ဝေးဝေးနေချင်နေပါလူတယောက်နဲ့တော့နည်းနည်းနီးနီးဆက်ဆက်နေပေးပါဟာငါအတွက်အရေးကြီးလို့ပါဘာဘသူ့ကိုလဲလူကသူ့ညီမတွေကိုမင်းတော်နဲ့ပတ်သက်တဲ့သူ့ခံစားချက်မချိုးမချမ်းဖွင့်ရမိတယ်နေတို့ညီမအသက်သိမ်းမကွာတာကြောင့်တငယ်ချင်းလိုဖြစ်နေပြီးတော့တခုဆိုရင်အချင်းချင်းတိုင်ပင်လေးရှိကြတယ်ပုံမှန်ဆိုရင်လူကအေးဆေးပြီးတော့သူ့ခံစားချက်တွေကိုတိုးဝဲတတ်တယ်သူကဟောတတိုင်းဖြစ်တာကြောင့်တွေ့ကိစ္စတွေတွေ့အကြံပေးရတာချင်းများတယ်ဒါပေမဲ့တွေ့အခုတလောစကားနေပြီးငြိမ်သက်နေတယ်လို့လူကသူ့ခံစားချက်တွေအလုံးဖွင့်ပြနေရကြောင်းလူနဲ့တွေ့လူချင်းများမားနေသလားလို့လူခံစားရတယ်ကိုမင်းတော်ကကြားရတလားတော့မဆိုးပါဘူးဒါပေမဲ့လူတွေဆိုတာအပြင်ကကောင်းတဲ့ကြားတိုင်းစိတ်တန်ကကောင်းချင်မှကောင်းတတ်တာအေးပါဟာအဲ့ဒါကြောင့်ငါလည်းနင့်ကိုတိုင်မိတာပေါ့နင်းစဉ်းစားပါအောင်တွေရနေရစိတ်နုနုလေးနင့်ကိုတခုခုထိခိုက်အောင်လုပ်ရင်နေမဲ့ဒုက္ခရောက်ရမှာကိုမင်းတော်ကအဲ့လိုမဟုတ်မယ်မထင်ပါဘူးဟာနင့်ကိုသူကရေးဆောင်စကားပြောပြီးပြီလားအဲ့လိုတော့မဖြစ်သေးဘူးဒါပေမဲ့သူငါ့ကိုကြည့်ကြည့်နေငါသိတယ်တခါတလေလေးလက်လုံးချင်းစကားပြောတယ်ပေါ့ဟာဒါပေမဲ့ငါ့ကိုသူစိတ်ဝင်စားနေတာဟုတ်လားမဟုတ်လားငါသိချင်တာစိတ်ဝင်စားတယ်ဆိုရင်ရောစိတ်ဝင်စားလို့သူနေနေတော့ငါတခုခုရေလာမြောင်းပေးလို့ရမှာပေါ့နှွေငါတခုပြောမယ်နော်ယောက်ျားတွေကနာဘူးလေချင်းပဲပွန့်ပွန့်လင်းလင်းပြောရင်နင့်ကိုတရားရောက်ကချစ်တယ်ပြောရင်နင့်ကိုစားချင်လို့နေခန္ဓာကိုသူကြိုက်လို့သုံးချင်လို့ဆိုတာနေမမေ့နဲ့နော်နင့်စကားကြီးကလေဟာဟုတ်တယ်ကိုမင်းတော်လေးယောက်ျားပဲနင့်တတိထားနော်အိမ်ထောင်ပြုတ်ကြတဲ့စုံတွေးတွေကဟောအတူတူမအိတ်ကြလို့လားဒါကလေချစ်လို့ယူကြတာပဲမဟုတ်ဘူးလားမိသူရဲ့နေရရီးစားမထားဘူးတော့ဘယ်သိမလဲငါရီးစားတွေအများကြီးထားဖို့တော့ယောက်ျားတိုင်းကငါတို့မိန်းကလေးဆရာဘာလို့ချင်လဲဆိုတာငါအသိဆုံးပေါ့ဟာဘာလို့ချင်တာလဲနေရခန္ဓာကိုပဲအဲ့ဒါကိုစားချင်ကြတယ်ကိုက်ချင်ကြတယ်နေလေတော့နာထားတဲ့ကောင်တွေဆိုရင်နေရလေပြောလိုက်ရင်တုတ်ထုတ်ဥပတိတ်တိတ်ခွက်ခွတွေငါကလေခိလူကြီးပါပဲအဲ့လိုရုပ်ရှင်တွေကြည့်ဖို့တော့သိပါတယ်ဒါတွေကအိမ်ထောင်ပြုရင်တနေ့ကြောင်ရမှာပဲမဟုတ်ဘူးလားပြီးတော့ယောက်ျားတိုင်းနာဖို့မဟုတ်ပါဘူးဟာစိတ်ထားကောင်းတဲ့တဘောထားမြင့်မြတ်တဲ့လူတွေရှိအောင်ပါပါကိုမင်းတော်ကအဲ့လိုလူမျိုးငါထင်တယ်အဲ့ဒါတွေကဖက်လို့ကောင်းအောင်ရေးထားတဲ့ဝတ္ထုတွေထဲမှာပဲနေတွေ့ရမှာအဲ့လိုကောင်းနေတဲ့ယူရမယ့်အစားအပြိုကြီးတယောက်တည်းနေစမ်းပါဟာဘာဖြစ်ပြောဟာရင်ငါ့ကိုကူပြီးတော့ကိုမင်းတော်အကိတ်ခက်ပေးစမ်းပါဟာငါ့ကိုချင်းလှုပ်ပေးပါညီမလေးဟာအကိတ်ခက်ပြီးတော့ငါသဘောမတူရင်နင်သူနဲ့မတွေ့ရအောင်နော်အဲ့ဒါသဘောတူမှငါလှုပ်ပေးမယ်အေးပါဟာနှွေးကန်စမနဲ့ကိုမင်းတော်ယုံကြည်စွာနဲ့လောင်ကြီးထက်ခင်မိပြီးတကယ်လို့သာတွေ့ထင်တယ်လို့ဖြစ်နေခင်ဘယ်လိုလုပ်မလဲနှွေတို့ဝေးကြရမှာလားကုမ္ပဏီကိုရောက်ကြရကိုမင်းတော်တွေ့တီးပြီးသားပါပြိုတန်းချိုင်းတဲ့နှင်းစီခိုင်းလို့ပြောလို့မရရင်တော့တင်းရင်အေးစေးတဲ့ပုံစံနဲ့အလောက်ခိုင်တော်တယ်ဆိုပြီးတတင်းကြီးတဲ့သူဟာရုံးမှာတော့မင်းသားသဘာဝပါပဲသူကအလုံးနဲ့ပတ်သက်ရင်တက်ကြွနေသလားမိန်းကလေးတွေနဲ့တက်ရော့တာတော့မတွေ့ပါတွေ့ဆောင်ရခါစားလိုင်းမင်းဆက်ပြီးတော့တခါအတိမဲ့ပြူတဲ့အနေနဲ့ပြုံးပြခဲ့ရရဲ့လမ်းမှာတွင်နှုတ်ဆက်တာလောက်ကလွင်ဒီလောက်ရေပန်းစားတဲ့ပန်းတပင်ဖြစ်တဲ့သွေးကိုတော့ထူးထူးခြားခြားဆက်ဆံတာမရှိပါဘူးယောက်ျားလေးတွေတော်တော်များများသွေးကိုတွင်ဟောစိမ့်နဲ့ကြည့်ကြတယ်ဆိုပေမဲ့သူကအဲ့လိုဖြစ်အောင်ဖန်တီးထားတာကိုသူကကိုအလားပေါ်အောင်ကိုချက်တွေအတူအပြက်တွေအမြဲဝတ်တတ်တယ်ဒီကောင်တွေသွေးကိုခိုက်လောင်အောင်လုပ်ပေမဲ့သူတို့စီတခုထားပြီးတော့ပြောဆိုဆက်ဆံတယ်တကယ်ကြွေတဲ့ကောင်လေတွေ့ပင်မတိမတာအသေးခွေတန်းကစားပါသေးတယ်တွေ့ကိုမရရင်တေးမဲ့တဲ့လေကောင်းပြီလေတေးကြပေါ့ယောက်ျားတွေရဲ့စကားတွေမယုံခဲ့တာနေပေါင်းများစွာကြားပြီးပဲတွေ့ရင်းမော်နဲ့လန့်ခွေအပြီးမှရင်းမော်ကခဏခဏထပ်ပြီးတော့သားမှန်ပါသေးတယ်တွေ့ဒီလိုရုံးမာတာဘယ်လုံးမှလက်မခံနိုင်ဘူးမုန်းတယ်ခါခါတိတိကိုမုန်းတယ်ယောက်ျားတွေရဲ့ပုံစံအောင်သာကိုရမှာဒီအချို့ပဲလန့်နေတာတွေ့ကောင်းကောင်းသိကြရကြီးစားအတေတေစားမထတော့ဘူးဘသူ့မှလည်းတွေ့ယုံကြည်ရတယ်ဆိုတဲ့အတွင်းစီးထဲကိုအဝင်မခံနိုင်ဘူးခရီးတစ်လျှောက်မှာကိုမင်းတော်စာမပွေးအောင်ပါတယ်နှွေးကိုချစ်တဲ့အမှုရာရှိရဲဆိုတာသူ့မျိုးလုံးထဲမှာတွေးနေရပါတယ်တွေ့သူ့ကိုအနိကံဝင်ရောက်ခဲ့ပေမဲ့တွေ့ရနှွေးညီမအရင်တလာဝဲဆက်ဆံတယ်လို့တွေ့ခံစားရပါတယ်ဟန်ဆောင်တာအရန်ပြီးကြီးလွန်တာမဟုတ်ရင်တော့တကယ်ကိုဖြူစင်တဲ့လူပါနှွေနဲ့တွေ့ကလောမှာညနေထမင်းမစားခင်နှစ်ယောက်တည်းစကားပြောကြသေးတယ်သူ့ကိုနေမလို့ထင်လဲတွေ့မဆိုးပါဘူးဒါမဲ့ငါနောက်ဆုံးတစ်ချက်စစ်စစ်ကြည့်ချင်သေးတယ်ဘာလို့စစ်စစ်ချင်တာလဲတွေ့နင့်ကိုစိတ်ဝင်စားနေရတော့ဖြစ်နိုင်တယ်တွေ့ဒါမဲ့ဘယ်လောက်ထိစိတ်ဝင်စားရလဲနင့်အပေါ်သူ့တပါထားဘယ်လောက်လေးလေးနက်နက်ရှိလဲဆိုတာငါသိသေးတခြားသိချင်တယ်နင့်ဘလို့စစ်စစ်မှလဲငါမှလည်းငါနီးလန်းရှိပါတယ်နေရာငါ့ကိုတခုလှုပ်ပေးရမယ်ဒီညစားပြီးတော့နင်သူ့ကိုရှောင်ပေးပါစကားကလည်းမပြောနဲ့သူနဲ့မျက်နှာချင်းဆိုင်တွေ့ရင်လေတခြားဘက်ကိုလေးသွားရမယ်ဘ
ဘာလို့ရှောင်နေရမှာလဲငါရဲ့စတက်ချက်မှာအဲ့လိုနေမှအဖြစ်ထွက်မှာတော့ကြ तू ကငါ့ကိုစိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲနင်ကလေအခုထက်ဖြစ်နေလိုက်တာနင်တို့တကယ်ဖူးစာပိုင်ရှားကိုရမှာပဲအေးຫນွေကလေးအတိုင်းတင်နာကစားပြီးတော့မင်းတော်ကိုရှောင်းနေတော့တယ်ဒါပေမဲ့မနေနိုင်တာကြောင့်ကားအစိမ်းမှာတစ်ချက်နောက်ဆုံးလမ်းကြည့်လိုက်သေးတယ်ကိုမင်းတော်သူ့ပြာတောင်းနေရကြောင်းမကြိုက်လို့ကြည့်နေရလို့ထင်သွားလားမသိသူ့မျက်နှာကြည့်ရတာစိတ်ရှုပ်သွားပုံရတယ်ရင်ထဲမှာတော့မကောင်းဒါမဲ့လေသူ့သဘောသူမှရှစ်ဆက်တော့မယ်လို့ဆုံးဖြတ်ထားတယ်အထက်ဆုံးညီမလေးသဘောကျရင်အားလုံးအတွက်အကောင်းဆုံးဖြစ်တယ်တောင်ကြီးမှာနေလေစာစားပြီးချိန်ကလေးကွန်မန့်တော်တခါနေမကောင်းဘူးလားဆိုပြီးစကားရောဖော်ရောလာလို့တယ်တဲတဲကြီးရေးဆိုင်တွေ့တာကြောင့်စကားမပြောပဲလက်ထွက်သွားရင်လေမသိတာကြောင့်စကားနည်းနည်းပြန်ပြောပြီးတော့ရှောင်းနေလိုက်တယ်ရန်ကုန်ပြန်ရောက်ပြီးတော့ရုံတယ်ရပါမယ်လေထားထားချင်းမတူတာကြောင့်မျက်နှာချင်းဆိုင်တွေးစရာမလိုတဲ့အပြင်သူကလေတမင်ရှောင်းနေလိုက်တာနဲ့မတွေးကြတာပါကိုမင်းတော်ကတော့ရှာတယ်လို့ထင်တယ်မတွေးတော့လက်လျှော့သွားရင်လည်းဒုက္ခပါပဲဒါမဲ့သူပြောတယ်လို့ဖူးစာပိုင်းညချမှာပဲလို့တော့ကံစမအောင်သာယုံကြည်ရတော့တယ်တွေ့ဒီနဲ့ရုံတက်တဲ့အချိန်အခန်းထဲကိုမင်းတော်ဝင်လာတယ်တွေးရှိကိုလာပြီးတော့စကားပြောတယ်မတွေ့တာချပြီနော်ခီးပြန်ကလေးကမတွေ့တာချပြီနော်ဘေးမှာကြသေးလို့လေခီးရပြန်လာတာငါရေးပဲရှိသေးတာကိုမင်းတော်ကြီးကနောက်ပြီဟုတ်တာပဲကျွန်တော်ကတော်တော်ကြာပြီထင်နေတာကိုမင်းတော်ရဲ့မျက်နှာကြီးရေးသွားတွေ့တတိထားမိလိုက်တယ်ရှက်သွားတာဖြစ်မယ်အော်တော်တော်နှုတ်သေးတာပဲစိတ်ထဲဟာဘာဖြစ်နေလဲဆိုတာတခြားသူမသိအောင်မထိမ့်သိမ့်နိုင်ဘူးလို့တွေးမိတယ်ရိုးသားတယ်လို့အမတ်တမတ်ထပ်ပေးမိတယ်အလုံးလို့ရအောင်စိတ်ဖိစီးလို့ခီးတွေပဲထက်သွားချင်နေတာမဟုတ်လားကိုမင်းတော်ဟုတ်တယ်ရုပ်ပြန်တက်ခါလုံးစရာတွေကများပြီးတော့နည်းနည်းအလုရှုပ်လို့လေတွေ့အစဉ်ပြအောင်ပြောလိုက်တော့မှကိုမင်းတော်ရေကြဲကြဲနဲ့ကိုစကားကိုပြန်ဖြေလေတယ်စကားကိုပလီပလာမဲပြောတတ်ဘူးတင်တယ်တကယ်လူရိုးလေးရောက်နေတာပါလားကဲတမတ်ထပ်ပေးရမယ်တွေ့ဒါနှွေးအတွက်အမတ်တရားတွေပေးနေရနော်နင်းအတွက်မဟုတ်ဘူးဒီနေ့နေ့လေးထမင်းစားချိန်ကြာရင်ဖြစ်ဖြစ်အလုပ်သိမ့်များဘူးဆိုရင်ကော်ဖီလိုက်တိုက်ချင်လို့ပါကိုမင်းတော်စကားကြောင့်တွေ့ကွန်ပျူတာကိုကြည့်နေရမှမောကြည့်လိုက်တယ်အဲ့လေအလောက်တကြည့်ပါလားငါ့အောင်အပြင်ထွက်ပြီးတော့ကော်ဖီတောက်ဖို့ခေါ်နေတယ်ကိစ္စမရှိပါဘူးတွေ့ပဲလေဒါမျိုးလုပ်လို့ဖေးရမလဲအော်ကိုမင်းတော်တွေ့ဒီနေ့တနေ့ကုန်မအားတော့ဘူးတွေ့ appointment နေရှိလို့ဟုတ်ကဲ့ဒါဆိုလဲနောက်မှတွေ့မယ်နော်ကိုမင်းတော်ကောင်းကုတ်ပြီးတော့လှည့်ပြန်သွားတယ်ဘာလို့ရမှန်းမသိဝေခွင့်များဖြစ်နေတဲ့ပုံတွေ့ကောင်းစွာမြင်လိုက်တယ်သူကိစ္စတစ်ခုခုရှိလို့ဖြစ်မယ်တင်တယ်တွေးလိုက်ရင်ကောင်းမလားအင်မတန်ပြတ်သားတယ်လို့ကိုထင်ခဲ့တဲ့တွေ့ချီတုံချတုံဖြစ်နေသေးတယ်တိတ်မကြခင်မှာတွေ့စမ်းညွန့်အပြောင်းလဲလှုပ်လိုက်ရတယ်အခန်းပြင်ကိုထားလိုက်တဲ့အခါကိုမင်းတော်တော်တိတ်အဝေးကြီးကိုမရောက်သေးတွေ့လန်းခေါ်လိုက်တာကိုမြင်တဲ့အင်ဂျင်နီယာလေးတယောက်တော်ထူးထူးဆန်းဆန်းကြည့်နေတယ်ကိုမင်းတော်သွားနေရမှာရှက်လိုက်တာနဲ့တွေ့ရလက်ပြပြီးတော့သူ့စီကိုရောက်အောင်ရှောက်သွားလိုက်တယ်ဟိုအင်ဂျင်နီယာငနဲ့တွေ့ရအလှအောင်ကလူနေတော့တွေးသိလိုက်တယ်မိန်းကလေးတွေမှာဓာတ်တရားမျက်လုံးပါတဲ့လေညနေဒီနာကျွေးမလားအဲ့ဒါဆိုအားတယ်ကွန်မန့်တော်ကမန်ဂရန်ကောင်းကျင်းလိုက်တယ်အတန်ကပြီးမှထွက်လာတယ်ဟုတ်ကဲ့ကွန်မန့်တော်ပုံစံကြည့်ပြီးတော့တွေ့မရေမိအောင်မနေထင်လိုက်ရတယ်နှွေးပြည်စီမို့လို့ပေါ့တင်းငါနဲ့ဆိုမလွေဘူးတိတ်မကြခင်ငါလောက်တာနဲ့ရှုနိုင်တယ်မင်းတော်တွင်နဲ့ချိန်ထားတဲ့စားတောင်းဆိုင်မှာရောက်နေပြီဖြစ်တယ်မင်းတော်ရဲ့အစီအစဉ်မှာကော်ဖီဘာတစ်ခုခုမှနေ့လည်စာစားရင်အလာဘာစကားပြောပြီးတော့တွင်နဲ့ပုံရင်းနေအောင်လုပ်မယ်ပြီးမှမသိမသာနှွေးအကြောင်းစုံစမ်းမယ်ဒါပေမဲ့တွေကမအားဘူးဆိုတာကြောင့်ဘယ်လိုလုပ်ရမယ်မသိတဲ့ချိန်မှာအငိုင်မိပြီးတော့တင်တာချင်းလိုက်မိခြင်းဖြစ်တယ်တွေကဒီဆိုင်ကအစားသားတွေကစိတ်အနေငယ်ကြီးတယ်လို့သိရပါမယ်လေတလားတော့ရင်ရမှာဖြစ်တာကြောင့်နှမျောမနေတော့ပါဆိုင်ထဲမှာပြ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 အယောင်များလင်းလက်သွားတယ်လို့ထင်တယ်တွေကညနေခင်းဝစ်စုံ Evening Drink ခရမ်းရောင်ဝစ်ပြီးတော့ကြိုးတိုင်းတောင်းမြဖက်ရွှေရောင်လေးပေါ်မှာမြင်တပြောင်တေးကြအောင်လှလှပပကြော့ရွလမ်းပြီးတော့ဆိုင်ထဲကိုဝင်လာကြောင်းတချို့ယောက်ျားလေးတွေဥကောင်းပညာရိမ့်သွားလေတယ်။ငကိုကမှကိုလုံးလှတဲ့တွေတောင်းမြဖက်အစွမ်းကြောင့်ပင့်တင်ထားတဲ့အလားပေါ်ဆိုင်တွင်းမှာရှိတဲ့အမျိုးသားကြီးကြီးတို့မှမျက်လုံးလေးချင်းချန်ရောက်သွားလေတယ်။ဟိုးလှလိုက်တာကွာ။အနားမှာရှိတဲ့ဝေတာနေအောင်တီတော်ပြော့တန်အောင်ကြားပြအောင်ကြားလိုက်ရတယ်။ပေါင်လေးလောက်ထိတာရှိတဲ့ကာဝင်တူလို့ခေါ်မလားမသိတဲ့ဝစ်စုံလေးဝဲလာခြင်းကြောင့်တွေးလျားပြီးအဖျားရှုသွားတဲ့ပေါင်သားလေးတွေကိုအထင်သာမြင်ရလေတာကြောင့်မစီမဆိုင်မင်းတော်တော်မျက်နှာပူသလိုခံစားရလေတယ်။တော်သေးတယ်ရေချိုးပြီးဝေစာလေးလာလို့မင်းတော်စိတ်ထဲကိုတွေးမိလိုက်တယ်။ဆိုင်ကောင်းကောင်းကိုသွားရမှာဖြစ်တာကြောင့်ကြေးမောင်းပြီးအပြန်နူစပွန်ရှာအပြူဝူကင်ရှူနဲ့တွေဖန်ဝစ်စင်ထားလို့တာတော်တော့တယ်။စုပ်စုပ်ပြပြမှာဝှက်တိုင်းဒရိုင်ဘာလို့တော့အထင်ခံရနိုင်တယ်။စပွဲမှာဝင်မထိုင်သေးပဲတွေ့ရမင်းတော်ကိုပြောင်းပြီးတော့နှုတ်ဆက်တယ်။ရောက်နေရကြပြီလားအကိုမင်းတော်သူအရင်တော့ကိုမင်းလို့ခေါ်တာကိုတတိယလိုက်တယ်။အခုကျတော့အကိုဆိုတော့ပိုရင်းနှီးသွားတဲ့တဘောလား
အခုခေါ်တာအတန်တူတူနဲ့ခက်ဆက်ဆက်လေးခေါ်လိုက်တော့တေးသေးတခြားနားထောင်မှအခုလို့ကြားပြီးတော့အမတ်သမီးကိုလို့ခေါ်တယ်လို့တော့ထင်ရတယ်။ဘေးကအားပေးနေတဲ့မျက်လုံးတွေကတွင်နဲ့သူနှစ်ယောက်စကားပြောလိုက်တာနဲ့ကန်လန်ချကပွေးသိမ်းသွားတယ်။ဘေးရှိနေရပဲဆိုပြီးတော့လစ်ပေးလိုက်တဲ့တဘောဖြစ်နိုင်တယ်။ဟုတ်သိမကြသေးပါဘူးခုနကမှရောက်တာမင်းတော်စကားတွေအကြောင်းကြောင့်အမမဖြစ်ပြီးတော့နှခါရှိပြီးဖြစ်တာကြောင့်တတိထားရတော့မယ်။သူရောက်ဝင်ထိုင်တဲ့အခါဝိတ်တာလေးကနေမီနူးလာပေးတယ်။ကျွန်တော်အကူဘာကောင်းလဲဆိုတာသိမသိဘူးတွေ့ကြိုက်တာမှာပါတွေ့ခေါ်တယ်လို့အကူလို့သုံးလိုက်တယ်တွေ့ကသူစားချင်တဲ့ဟင်းတချို့ကိုမာတယ်သူ့အတွက်ပါတခါတည်းမာလိုက်တာကြောင့်မင်းတော်စိတ်ထဲကိုတမျိုးဖြစ်သွားတယ်ပိုင်စုပ်ပိုင်နေလို့ပြောအောင်လေအိုးကမပူဆလောင်းကပူတယ်လို့ဖြစ်နေမလားမသိကယူဆိုင်တဲ့တဘောဖြစ်နေတယ်ထူးခြားတာဝိုင်းအနေတလုံးမှာမာလိုက်တာကိုတွေးလိုက်တယ်ဝိတ်တာလေးကသူတို့နှစ်ယောက်ဘလို့ထင်သားလားမသိပြောင်းစီစီနဲ့ကြည့်အောင်အော်ရာယူပြီးတော့ထွက်သွားလေတယ်ဝိုင်းကသွေးတောက်ဖို့မှလိုက်တာလေအကူတောက်ချင်ဘီယာဖြစ်ဖြစ်အပြင်းဖြစ်ဖြစ်တခုခုမှလေအကူဘီယာတောက်နိုင်တာသွေးသီးပြီးသားပါဒါမှမဟုတ်ဝိုင်းအနေကိုပဲသွေးနဲ့ရှည်မလားရတယ်တွေ့ကိုဘီယာပဲတောက်တော့မယ်လေတွေ့ကတွင်နာစားနေရင်မှမင်းတော်နဲ့စကားလက်ဆောင်ချနေလေတယ်မင်းတော်ကဘီယာနှစ်ခွက်သာမတောက်ပါမယ်လေတွေ့ကစကားတော့ပြောပြောနဲ့တောက်နေရမှာပလင်းတဝက်ကြော်သွားပြီဖြစ်တယ်တွေ့အနည်းငယ်မူးနေပုံရပါမယ်လေအဲ့ဒီမူးတဲ့ပုံစံတွေကစားပြီးတော့ချစ်ဖို့ကောင်းလာတယ်မင်းတော်နဲ့စကားပြောရင်တွေ့ရမင်းတော်ပခုံးအမတ်သမီးကင်ပြီးပြောတဲ့အခါမျှလာတယ်တွေ့ရမိန်းကလေးပီပီတသားတခေခေရှိရင်စကားပြောပြန်မယ်လေအခုချိန်မှာတော့ယောက်ျားတယောက်လိုစကားပြောရင်တဟာဟာရည်ချင်းလေးရင်းနေပြန်တယ်မင်းတော်တွေးအကြောင်းပေးရမယ့်အစားစကားစားတင်မရပဲတွေ့ပြောတဲ့စကားတွေလိုက်ပါစီးမြုံနေတယ်တွေ့ရမင်းတော်အမတ်မတင်မေးတယ်ကို့မှာရေးစားရှိလားတွေ့ရအနည်းငယ်အားလေးရှာလေးဖြစ်နေရဆောင်အကူခေါ်သလားကိုလို့ခေါ်တာလားမင်းတော်မသိခွဲပါမရှိပါဘူးဘာဖြစ်လို့လဲတွေ့အခုထိအမိမပေါက်ဘာမြောက်လဲမြောက်လွေကြော်တော့မဟုတ်တော့ဘူးချင်ပန်စီဖြစ်ရမယ်တွေ့ရတော့ပြောတော့မယ်တွေ့ရစကားလေးပြောရင်ရှေ့ကပလင်းထရဝိုင်းနေကိုတခွက်ပြီးတခွက်ထဲတောက်ရမကြမီဝိုင်းတလုံးကုံသွားလေတော့တယ်မင်းတော်လေဘီယာမမာတော့ဘူးလားဆိုပြီးတော့မေးတယ်မင်းတော်ကမိန်းကလေးတယောက်နဲ့ပြင်းနေကြအောင်မှုအောင်မတော့ချင်ပါအထူးသဖြင့်တွေ့လို့ရှိမှမမှုချင်ပါခေးတုန်းကလေဘီယာမိုးနေအကြောင်းတွေကစိတ်ဆိုးသွားခုချိန်ဒီစကားမပြောတာလို့ထင်နေအကြောင်းလေးပါတယ်သူကအင်သာသွားမယ်ပြောပြီးတော့ထသွားတယ်ထားလိုက်တဲ့အခါအနည်းငယ်ရိုင်းသွားအကြောင်းမင်းတော်ထင်လိုက်ရလူရဲ့ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်ကမင်းတော်ရှင်ကဲတဲ့တိုးဝင်သွားတာကြောင့်နူးညံ့တဲ့အထီးသွင်းမှာမူးရဲမိလေတယ်ဒါပေမဲ့သူကချက်ချင်းပြန်ထိန်လိုက်တာကြောင့်မင်းတော်လှစ်ပေးလိုက်လေတယ်တွေ့ရတယ်နော်ရတယ်ကိုတွေ့ဘာမှမဖြစ်ပါဘူးသူကအင်တာဘက်ကိုထွက်သွားတာကိုလမ်းကျနေမိတယ်လူအဲ့ရင်ထင်းပေးရင်ဖြစ်ပါမယ်လေသူဟာဖြောင်းဖြောင်းတန်တန်သွားတော့ကိုတွေ့တာကြောင့်အနီးမှာရှိတဲ့ဝေတောင်လက်ပြောက်ကပြီးရတောင်းလိုက်တယ်သူမှန်ထားတဲ့လောက်သာကြားတာကြောင့်မစိုးဘူးထင်တောင်စိတ်မကြည့်ပါလားလို့မင်းတော်တွေးမိတယ်ဒါပေမဲ့ပတ်စံကောင်ကနှွေးရတဲ့တင်မကြားရတာကြောင့်မန်ချန်နဲ့နန်းထွတ်မကိုက်တယ်လို့ဖြစ်ရတယ်လို့ထင်တယ်ဒါပေမဲ့တွင်နဲ့စကားပြောရလေပြောတယ်လို့ခံစားရတယ်တွင်အင်တာသွားတာ10မိနစ်လောက်ကြာပြီဖြစ်ပေမဲ့လေပြန်မလာတာကြောင့်မင်းတော်စိတ်ပူပြီးအင်တာဘက်ကိုလိုက်ကြည့်တယ်လမ်းတနေရာမှာတစ်ပင်ကိုမိပြီးတော့အန်နေတဲ့သူ့ကိုတွေးလိုက်ရအောင်ကမန်ကရန်သွားပြီးတော့ပြေးလိုက်ရတယ်သူကမျက်လုံးလန်ကြည့်ပြီးတော့မင်းတော်ကိုပြောတယ်တွေ့ဘာမှမဖြစ်ပါဘူးနည်းနည်းအန်ချင်လို့အစားများသွားပြီးတော့ရှင်ပြစ်သွားတယ်ချင်းနဲ့အဲ့ဒါဆိုလေးပြန်မယ်လေကိုမနဲ့ပြန်အပွိုင်မန်မနဲ့စောစောသွားစရာရှိလို့ရုံးကကားယူလာတယ်အိမ်ပြန်လိုက်ပို့ပေးမယ်သူကရှင်မခုံပဲဝင်ထိုင်လိုက်တယ်မင်းတော်ဆန်းထုတ်ပြီးအေယာကုံဖွင့်ထားပေးအောင်အပေါ်သွားခြင်းထားဆောင်အိမ်သာခဏသွားလိုက်တယ်ပြီးနောက်ကားတကားကိုဖွင့်ကဝင်ထိုင်လိုက်တယ်ဘေးနားမှာထိုင်နေတဲ့သူ့ကိုလမ်းမေးလိုက်တယ်တွေ့အိမ်ကဘေးနားမှာလဲကိုကဘေးုံမောင်းပေးရမှာလဲသူကဘာမှပြန်မပြောတာကြောင့်ကားရီယာမေးဖွင့်ပြီးကြည့်လိုက်ရခွေခွေလေးသူ့ဘဲခုံမှာအိပ်ပျော်နေတာကိုတွေ့ရတယ်အိပ်ပျော်နေရလားအမှုလည်းနေရလားတော့မသိမင်းတော်ခက်ဆက်ဆက်လုံနှုတ်ပေမဲ့လေသူ့ကိုလုံးဝနှုတ်လို့မရတော့ပါဒုက္ခပါပဲသူ့အိမ်လည်းငါမသိဘူးအိမ်ကိုခေါ်ထားပြန်လေဈေးမျိုးရှိတော့တမျိုးထင်သွားရင်မကောင်းဘူးဒီကောင်ကတိတ်နှုတ်လုံတာမဟုတ်ဘူးတော့ကြောင့်သူ့အိမ်ကတီးသွားရင်သူသိခါကြနေအောင်မယ်ဆိုပြီးတော့ဟောတီတီစဉ်းစားရင်မင်းတော်စိတ်ချုပ်သွားတယ်စဉ်းစားလို့မရတာနဲ့အနီးမှာရှိတန်းပြက်နယ်လို့ထင်ရတဲ့ဟိုတယ်တစ်ခုကိုမောင်းသွားလိုက်တယ်ဟိုတယ်မှာဘန်ဂလိုပုံစံဖြစ်နေရဆောင်ကိုအခန့်ရှိအထိကားမောင်းဝင်သွားလို့ရတယ်ပါကင်ထုတ်လိုက်တဲ့အခါဝေတာလေးကရောက်လာကြောင်းမင်းတော်သူ့မက်ပုံတင်ပိတ်ပြီးတော့အခန်းကရှင်းကအခန်းတစ်ခန်းကိုယူလိုက်ကသွေးကိုတွေ့ပြီးတော့အခန်းထဲကိုဝင်လိုက်လေသွေးကိုတွင်းပြီးတော့ကရင်ပေါ်တင်ပေးတဲ့အခါသူကသူ့လင်ပြန်မလွတ်ပင်အတင်းဆွေးထားတယ်သွေးလက်ကိုဖြုတ်ပမယ်လေလက်ပြန်ဖြစ်နေရကြောင်းလွယ်လွယ်နဲ့မဖြုတ်နိုင်ပဲဖြစ်နေတယ်အရန်အားသုံးလိုက်သွေးလက်ချောင်းလေးနဲ့နောက်သားမှလေးစူပါတယ်ဒါပေမဲ့သွေးရဲ့ထိသွေးရဲ့အသီးသွေးတွေကသူ့သွေးတွေကိုတစ်ချင်းချင်းစူပွန့်လာစေတယ်
တေယုံအသာထိုင်ပြီးတော့ပလန့်နေထားပြအောင်ကရင်ပေါ်ချလိုက်တယ်။စီးထားတဲ့ဖက်နဲ့ကိုလေတခါလေးချွတ်ပေးလိုက်တယ်။သူရကပုတ်ကရိုးနဲ့ဖြစ်နေပေမဲ့သူရဲ့ပုံစံကသူ့အလားပါတွေကိုဖုံးကွယ်ထားခြင်းမရှိပါ။ကြည်လို့သူမျိုးကောင်းနေသေးတော့တယ်။သူ့ကောင်ဝင်ကမျက်နှာလေးမှာအဝမ်းချင်နဲ့ပါအိုလေးများနေထွေးနေပြီးနှကန်းပူပူလေးရလေးတခုခုပြောချင်တယ်လို့စူတူတူရှိနေလေတယ်။မင်းတော်တခုခုပြောမယ်ကြင်သူရသူ့မျက်နှာကိုဆွဲယူပြီးတော့အကျဉ်းသာပေးလိုက်လေတယ်။မင်းတော်ထင်းချုပ်ထားတဲ့စိတ်တွေကကျွေးရန်ကိုခြံထိပ်မှာမောင်းထုတ်လိုက်တယ်လို့အထင်းအကွယ်မေးစွာတုံဆိုင်ပြစ်လေတော့တယ်။မင်းတော်စိတ်ထဲမှာချီရောက်သူတွေရဲ့ညီမလေးဖြစ်တဲ့သူ့ကိုဘယ်လိုမှမမှတ်မိတော့တယ်လို့ဝေဝေဝါဝါဖြစ်နေပြီးမုန်းကြတဲ့စိတ်ရဲစရာကိုသာခန္ဓာကိုယ်အားလိုက်ရခြင်းကြံနေပါတော့တယ်။စိတ်ရရင်ကျူးဆွေးရကားနေရတဲ့ရုပ်သေးရုပ်ပေါ်မှာတီးနေတဲ့ဘလူးဆိုင်အတိုင်းကဆုံဆိုင်ပြီးတော့စီးချက်ကြကြကားပြားနေမိပါတော့တယ်။ဒီထွေတဲ့အကျဉ်းသာပန်းဖူးလေးကိုအငမ်းမရအကျဉ်းသာပေးလိုက်တဲ့အခါစိတ်နောက်ကိုပါဆိုတဲ့စကားစိတ်ကိုစိတ်ရသွားတော့အချိန်မှာပြန်လာတာကြောင့်ခန္ဓာကိုယ်ကစိတ်နောက်လိုက်ပါနိုင်လောက်အောင်မြင်လိုတဲ့အခါမျိုးအတွက်သာသုံးရတဲ့စကားဖြစ်နိုင်ပေမဲ့လေအခုအခါမင်းတော်ဆရာသူ့ဘာလုံးနေရလဲမသိနိုင်လောက်တဲ့အခြေအနေမှာဘလို့စကားမျိုးနဲ့ခိုင်းနိုင်ရမလဲမသိတော့ပါစိတ်ထဲမှာတော့ပြင်းပြစွာတောင်းလောင်နေတဲ့ဆန္ဒတစ်ခုအလွင်ဘာမှမသိတော့ပါမင်းတော်ရဲ့လက်တွေကအစီအစဉ်မေးစွာတွေ့ရစောကစားနေလေတယ်မကြမီသူတို့တို့အုပ်စလုံးမှာတဖြည်းဖြည်းနဲ့အမောင်နေပေတဲ့တိုးဝင်ကကျွန်းလောင်စီလီတော့တယ်မလုံနဲ့သူရဲ့နှခမ်းနှလုံးမှာစကားတန်လို့ထင်ရတဲ့အတန်နဲ့အန်ကြလာသလိုရှိပေမဲ့လေဘာမှနားမလည်သလိုပါအတန်နေမှလေမင်းတော်တရုံမခွေတတ်တော့ပါသူ့ကိုဆက်တွေ့ရင်တောင်းဆိုနေရလားဒါမှမဟုတ်လှစ်ပေးရင်တောင်းဆိုနေရလားမသိတော့သလိုတိတ်လည်းမသိချင်တော့ပါအပေါင်းတူတဲ့တန်းနိုင်သလောက်တိုးဝင်နေမိလေတော့တယ်အခုတရားသူ့လက်မောင်းပုတ်လိုက်တာကြောင့်ထိုင်နေရနေမင်းတော်တတိပြန်ဝင်လာတယ်တွေ့အင်တာခဏသွားနေတော့သူ့အမိုးလွန်နေပုံကြည့်နေသူ့အတွေးလွန်သွားပုံရတယ်ခေမလောင်မနှော့ကန်နဲ့ပြင်မမိလိုက်တယ်လို့ဖြစ်နေရကြောင်းလေရှက်သွားမိတယ်တော်သေးတာပေါ့တကယ်မဖြစ်သွားတာရဲ့ဘယ်သူမှမသိလိုက်လို့ရဲ့သူရရိုင်ထုတ်ရိုင်ထိုင်နဲ့ကားကောင်းကန်ဖွင့်ကာထိုင်လိုက်တယ်ခဏနော်လို့ပြောပြီးတော့မင်းတော်အိမ်သားသွားပြီးတော့ခုနကလိုမကောင်းတဲ့အတွေ့တွေမွေးအောင်မျက်နှာသေးလိုက်တာကြောင့်အတော်လန့်ဆန့်သွားတယ်ကားစီကိုပြန်လာတော့တိုက်တိုက်ဆိုင်ဆိုင်သူရတကယ်ကိုနှုံးမရတော့ပဲဘေးခုံမှာအိပ်ပျော်နေလေတယ်တိတ်ကိုနှုံးမရတဲ့အချိန်မှာမင်းတော်ဘာလုပ်ရမလဲဆိုတာလင်းလင်းမြင်မြင်စဉ်းစားမိတယ်တွေးလေးစာကိုသူမသိဒါပေမဲ့ရုံနဲ့သိမ့်မွေးတာတော့သိတယ်ပြီးတော့အခုဆိုင်ရလေးရုံနဲ့သိမ့်မွေးလာပါသူရထက်လာပြီလို့ပြောတဲ့အချိန်နဲ့ဆိုင်ရောသူရောက်တဲ့အချိန်ဟာသိမ့်မကွာလာတာကြောင့်ဒါကြောင့်တေချာပေါက်ဒီနားမှာပဲရှိမယ်လို့စပလင်နှိမောင်လို့စဉ်းစားလိုက်တယ်ည9 နာရီပဲရှိတဲ့အကြောင်းအင်အားလူတွေပဲအိတ်လောက်သေးတာတေချာတယ်လွေမအိတ်သေးတာကြောင့်လွေကိုဖုန်းဆက်ရင်အဆင်ပြေနိုင်တယ်သူရဲ့စလင်းဘက်အိတ်လေးကိုဖွင့်ကြည့်လိုက်အောင်သူလက်ကင်ဖုန်းလေးကိုစားတွေ့ရနဲ့မင်းတော်ဖုန်းကိုဖွင့်ကြည့်တယ်ဒါမဲ့ပတ်ဆွတ်ပတ်တန်ခံထားတာကိုတွေ့ရတာကြောင့်ခဏတော့အကြံအိုက်သွားတယ်ဒါမဲ့သူတို့မိန်းကလေးတွေဟာကိုယ့်နာမည်စာလုံးပတ်တန်ထားတတ်တာကြောင့်တီးပုံစံဆွေးလိုက်တဲ့အခါဖုန်းလောပွင့်သွားတယ်။ຫນွေတို့ရေးထားတဲ့ကွန်တက်ကိုဖုန်းဆက်တဲ့အခါຫນွေရဖုန်းကင်တယ်။တွေ့နေပေရောက်နေရလေ။ຫນွေကိုမင်းတော်ပါ။တွေ့နဲ့ကိုရှိနေတာအလုပ်ကိစ္စကက်စတမာနဲ့တွေ့ရတာကိုလေးပါတယ်။အဲ့ဒါသူနေမကောင်းလို့ကောင်းမှုနေလို့အိမ်လိုက်ပို့ပေးမလို့ຫນွေတို့အိမ်လေးစာလေးပြောပေး။တွေ့အရက်မှုနေတဲ့ကိစ္စသူ့အိမ်မှာပြဿနာမဖြစ်စေချင်တာနဲ့အဆင်ပြေတယ်လို့ကြည့်ပြလိုက်တယ်။သူ့အတန်ကြတော့ຫນွေခဏအတန်သိပ်သွားတယ်။ပြီးတော့မှအတန်ပေါ်လာပြီးလေးစာပြောလေတယ်။နှွေတို့နေတာအမတ်3ဆက်လောက်တန်ရန်ကင့်မှာလမ်းထရောက်တာနဲ့နှွေရဖုန်းကြိုဆက်နှွေလာခေါ်မယ်။โอเคနှွေမင်းတော်9 မိနစ်ကြာမှတေရလန်းထက်ကိုရောက်တယ်။ဖုန်းဆက်ထားတာကြောင့်နှွေရလေကြိုစောင်းနေတာကိုတွေ့ရတာကြောင့်တွေ့ကိုနှွေစီကိုလှေးပေးလိုက်လေတယ်။နှွေကအဖွားကြီးပေါက်စားလေးလိုပွားစီပြောနေလေတယ်။စောစောကလေးကကိစ္စချီလို့ဆိုတာနဲ့ပြောမသွားဘူး။ပြီးတော့အိမ်မလေးလူကြီးတွေကရှိတာမဟုတ်တော့လူကိုစိတ်ပုံကအမြဲလုပ်တယ်။အရက်တွေကလေးတောက်လာတယ်လား။အဲ့တရားအမျိုးသမီးတွေလည်းပါပါတယ်။သူတို့အိတ်ခံတော့ဝိုင်မာလိုက်လို့နည်းနည်းတောက်တာပါ။နေမကောင်းလို့ကောင်းမှုတွေလို့ပြောရတဲ့ကားပေါ်မှာနားခိုင်းလိုက်တော့တင်တာပြီးသွားတဲ့ချိန်အိပ်ပျော်သွားတာနဲ့လိုက်ပို့ပေးတာ။ဟုတ်ကဲ့ကိုမင်းတော်ကျေးဇူးများကြီးတင်ပါတယ်။မိတွေဒုက္ခပေးတာခံလိုက်ရတာအားနာပါတယ်။ရပါတယ်။တခြားသူတွေမှမဟုတ်တာပဲ။မြို့ကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်သွားတဲ့ချိန်မင်းတော်ပေါ်ပါလန်းဆန်းနေပြီးစိတ်တွေအယမ်းကျင်နေတယ်။ပြီးတော့ပျော်လေးအပျော်လွန်ခဲ့တယ်။လူရဲ့ပုံစံခရီးမသွားခင်ရုံးမှာသွင်းနေတဲ့အရင်ပုံစံလေးဖြစ်နေရကြောင်းဖြစ်တယ်။ကလောမျိုးကတောင်ပေါ်ဟိုတယ်လေးရဲ့မနက်ခင်းကပြီးခဲ့တဲ့နေ့ရက်ထက်ပိုအေးလေတယ်။ဒါမဲ့လေတွင်မနက်9 နာရီခွဲမှာနှုံးနေကြအကျဉ်းတိုင်းနှုတ်လာနေတယ်။တီယိုတစ်ခေါင်ကျော်မှရောက်လာပေမဲ့လေမနက်အစောကြီးနှုံးနေပြန်လာဆောင်အိမ်ရပြတ်မယ်ထင်ပေမဲ့လေလူကအလိုလိုပြောပြီးတော့လန်းဆန်းနေလေတယ်။ကိုထားတော့လေလမ်းလျှောက်ရအောင်။ကိုကသူ့ကိုဖတ်ပြီးဆောင်ကြီးကိုပြန်ချုံလိုက်တယ်။တွေကအိမ်ရထားရင်ပြင်းနေအောင်လွဲပေါ်အတင်းထိုင်နေရကြောင်းအတင်းယုံထားလိုက်တယ်။ဆောင်ကိုဖေးလိုက်ပြီးတော့ကွေးလေးပြန်အိတ်နေတဲ့မင်းတော်ကရင်ပေါ်ကအတင်းတွန်းချလိုက်တယ်။ကို
လမ်းလျှောက်မေးလေကွာအိပ်ပုံကြီးထက်အိပ်နေနဲ့မရတော့ဘူးအခုထမရဘူးအခုထနေတာပဲဟာ哦ကိုနော်တော်တော်ညစ်ပတ်တယ်ရှင့်ကိုလူရိုးလက်မှတ်လို့ယူမိတာအခုတော့ညတိုင်းကောင်းကောင်းမအေးရတော့ဘူးမနှက်ဖက်တော့ရမရှာပါနဲ့ချမ်းသာပေးပါနော်မင်းတော်ကတဟီရင်ရေချိုးခန်းတဲ့ဝင်သွားလေတော့တယ်နေတော့ဟန်နီမွန်ကီထွက်လာခြင်းဖြစ်ပေမဲ့လည်းအလုပ်ကိစ္စတွေမပြတ်တာကြောင့်မင်္ဂလာပွဲပြီးတပတ်ကြာမှထွက်လာနိုင်ခြင်းအကြောင်းဟန်နီမွန်လည်းလင်းမြနေအောင်စီစဉ်ထားတဲ့အတိုင်းအရင်အမတ်တရားရှိခဲ့တဲ့ကလော်ခီးစံအတိုင်းစီစဉ်ကထွက်လာခဲ့ခြင်းဖြစ်တယ်ကလော်မျိုးဟာအေးချမ်းလာပါသလိုသူချစ်သူကိုစိတ်အေးချမ်းတဲ့အချင်းနဲ့ချစ်တယ်လို့သူယုံကြည်တယ်ကလော်မျိုးလေးလှပသလိုတို့တွေအချစ်ကြီးတာယာလာပါစေလို့ဆုတောင်းမိနေတယ်ကိုကတာယာလာပါတဲ့ရှိခီကိုသူ့ကိုဦးဆောင်ကအတူတူရှောင်းလက်မယ်လို့အပြေဝါယုံကြည်အားကုန်မိပြီလေဒီခီကိုစီစဉ်တော့သူတို့တွေ့ကိုခေါ်သေးပေမဲ့လေငါပါလိုက်လို့မှလေဆိုပြီးတော့အတင်ညံ့တာနဲ့ထားခဲ့ခြင်းဖြစ်တယ်သူပါလဲຫນွေတို့ဘာမှအနောက်ရှက်မဖြစ်ပဲပိုတော်ပြောစရာကောင်းအောင်မယ်လို့ထင်တယ်သူကဒီဇက်လက်မှာဒရိုက်တာမမဖြစ်တာကြောင့်သူ့ကိုတတိယနေမိတယ်သူနဲ့သူစကားပြောခဲ့တဲ့တခုတည်းတော့ရှုံးပေးရဲ့အဲ့ဒီမနေ့ຫນွေအခုထိမမိနေပါသေးတယ်အဲ့ဒီမနေ့ကသူအိယာထားနောက်ကြတယ်အလုပ်ပေးရဲ့တနင်္ဂနွေနေ့ဆိုသူနောက်ကြမှာထပ်တက်တယ်လေသူညနေတင်လာသွားတာပြန်တတိယလိုက်တယ်သူဘယ်လိုပြန်ရောက်လာတယ်သူမမှတ်မိတော့ညကကိုမင်းတော်နဲ့ငါအရက်မှုပြီးအိပ်ပျော်သွားတာဘယ်လိုပြန်ရောက်လာပါလဲဘာမှစဉ်းစားလို့မရနဲ့အိမ်သားဝင်လိုက်တယ်အိမ်သားတက်ပြီးတခါလေးပေးစင်မှာမျက်နှာတည်တော့တိုင်းလိုက်တယ်အိမ်သားထပ်ပြီးတော့အေချို့ရန်တပတ်ထက်ယူစဉ်နေရာလက်ကိုဆွေးပြီးတော့အခန်းထဲကိုခေါ်ဆောင်သွားတော့တယ်ဟဲ့တွေ့ညကစတမာနဲ့တင်တာတကယ်တော့စားဟုတ်လို့လားနင်ပြောတော့တငယ်ချင်းဘတ်ဒေးပါတီရှိလို့နောက်ကြရင်သူ့အိမ်မှာပဲအိပ်ဖြစ်ရင်အိပ်မယ်ဆိုအဲ့ဒီကိစ္စခဏထားပါအောင်ဟာငါညအိမ်ကိုဘယ်အချိန်ပြန်ရောက်တာလဲဘလို့ရောက်လာတာလဲည9နာရီလောက်ကိုမင်းတော်နေဖုန်းနဲ့ငါးစီကိုလမ်းဆက်တာအိမ်လိမ့်စာမေးပြီးတော့နေကောင်းမှုလို့ဆိုလို့အိမ်ပြန်လာပို့ပေးသွားတာလေ။အော်အဲ့ဒီလိုလားငါမေ့တာဖြစ်အောင်လေနင်တင်လာတော့တကယ်လားလို့ငါဘာမှမဖြစ်နိုင်ဘူးဒါမဲ့အခုလောက်ဆိုနင့်ကိုခွင့်ပြုချက်တခုတော့ပေးနိုင်နေပြီကိုမင်းတော်နဲ့စကားပြောလို့ရပြီတွေ့နင်းနဲ့သူငါတဘောတူတယ်တွေ့ရဲ့ထူးထူးခြားအမှုချင်းကိုသိရကြောင်းနှွေအတင်းမမေးတော့ပါဒါမဲ့နှွေဖြစ်ချင်တယ်လို့ချေရတဲ့ကိုမင်းတော်နဲ့ဝင်းစရာမလိုတော့တဲ့အချက်အဓိကဖြစ်တာကြောင့်လည်းပါလေတယ်သူကရေချိုးအောင်မယ်ဆိုပြီးတော့ရေချိုးခန့်ကိုပြန်ဝင်သွားလေတယ်ရေချိုးခန့်ထဲမှာသွေးတယောက်တည်းမင်းညာအကြောင်းစဉ်းစားနေမိတယ်အဲ့ဒီညသွေးဝမ်းတောက်ပြီးတော့မူးနေခြင်းမှာအမှန်ဖြစ်ပြီးတော့သွေးမှာဘာဘက်အပ်အစီအစဉ်မှမရှိတာကြောင့်ကိုမင်းတော်ကသွေးကိုအိမ်ပြန်မပို့ပဲတနေရာခေါ်သွားခင်သွေးတခုခုဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လေတယ်ဒါပေမဲ့အခုလိုစစ်စစ်တဲ့နှီးပါကြောင့်သုံးရတာလေဆိုတော့သွေးကိုယ်တိုင်သားလေးအတိဆုံးဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါချေရတဲ့ပရိသတ်ကြီးတို့ရေဒီနေ့ရဲ့ဆက်လံလေးကတော့ဒီလောက်ပါပဲနော်အားပေးနားဆင်ကြတဲ့ချေရတဲ့ပရိသတ်ကြီးတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်